ကျော်စွာသည့်မြန်မာပြည်အနှံခရီးထွက်ကကိုတွေ့တရေဇလံများကိုရေးသားနေသောနာမည်ကြီးစာရေးဆရာတစ်ယောက်ဖြစ်သည်သူ၏ကလောင်နာမည်ကိုကြားလိုက်သည်နှင့်ပရာလောကဝိထုဖတ်ရှုသူတိုင်းကအသစ်ထွက်မည့်စာအုပ်ကိုအမြဲတမ်းစောင့်မျှော်နေတတ်ကြသည်သူသည်တာမန်စာရေးဆရာများကဲ့သို့စိတ်ကူးရင်ရေးဖွဲ့ခြင်းကိုမနှစ်သက်ပဲအမှန်တကယ်၆လံသောနေရာများသို့ကိုယ်တိုင်သွားရောက်လေ့လာလေ့ရှိသည်ထို့ကြောင့်သူ၏ဇလံတိုင်းသည်ဖတ်ရှုသူများ၏ရင်ထဲသို့တိုက်ရိုက်ရောက်ရှိကာစက်သီးမွေးညင်းထစေလောက်အောင်အသက်ဝင်လှသည်ယခုတစ်ခေါက်တွင်လည်းသူ၏နောက်ထပ်စာအုပ်တစ်အကောင်းဆုံးစက်အိမ်တစ်ခုကိုရှာဖွေရန်ခရီးစဉ်တစ်ခုကိုစတင်ခဲ့ပြန်သည်သူ၏ခရီးစဉ်စတင်ရာနေရာမှာနေရာသည်တွင်အလွန်ပူပြင်းလှသောမန္တလေးမြို့ကြီးမှဖြစ်သည်မန္တလေးမြို့၏ပူအိုက်သောရာသီဥတုကိုကြောခိုင်းကတောင်ပေါ်မြို့လေးစီသို့သူ၏ကားလေးဖြင့်တရွေ့ရွေ့တက်လာခဲ့သည်ကားပြင်းပေါက်မှဝင်ရောက်လာသောလေပြေးအေးလေးများကသူ၏ပင်ပန်းနွမ်းနယ်မှုများကိုတမှုဟုတ်ချင်းပြေးပြောက်သွားစေသည်တောင်ကွေ့တောင်ကောင်းများကိုဖျက်ဆီးလာရင်ရှုမငီးနိုင်သောတဘာဝအလှတရားများကိုသူတဝကြီးခန်းစားခဲ့ရသည်ခရီးစဉ်တစ်လျှောက်လုံးတွင်လည်းသူရေးသားရမည့်ဇလံအတွက်အကြမ်းပြင်းအစီအစဉ်များကိုစိတ်ထဲမှကြိုတင်တွေးတောနေခဲ့သည်နိုင်ရင်ငယ်ကြပြီးနောက်တွင်တော့ပန်းမြို့တော်ဟုတင်စားခေါ်ဝေါ်ကြသောပြင်ဦးလွင်မြို့လေးသို့သူရောက်ရှိလာခဲ့ပြီဖြစ်သည်ပြင်ဦးလွင်မြို့၏အေးချမ်းလာသောရာသီဥတုနှင့်ထင်းရှူးပင်များ၏ရနံ့ကသူ့ကိုနှွေးထွေးစွာကြိုဆိုနေကြသည်သူမိတ်ဆွေများကဤမြို့ရှိနမ်းမြိုင်ဟိုတယ်တွင်တရေအလွန်ခြောက်ခြားတတ်ကြောင်းခဏခဏပြောပြဘူးသည်ကိုသူပြန်အမှတ်ရလာသည်ထိုဟိုတယ်ကြီးသည်တက်တန်းရဲ့အဆောက်အဦကြီးတစ်ခုဖြစ်ပြီးညဘက်တွင်ခြောက်ခြားဖွယ်ရာအတန်များကြားရတတ်သည်ဟုနာမည်ကြီးသည်တရေပုံမြင်များကိုနှစ်သက်သောကြော်စွာအတွက်တော့ဤသတင်းကရွှေတွင်းကြီးတစ်ခုကိုတွေ့လိုက်ရတဲ့ကဲ့သို့အလွန်ဝမ်းသာစရာကောင်းနေသည်မိတို့ပင်ဆိုစီကမူသူသည်သူတစ်ပါးပြောစကားကိုဒီအတိုင်းယုံကြည်လက်ခံလိုက်မိလူစားမျိုးလုံးဝမဟုတ်ပေထို့ကြောင့်နမ်းမြိုင်ဟိုတယ်၏နာမည်ကြီးလာသောတရေဇလံများကအမှန်တကယ်ဟုတ်မဟုတ်ကိုသူကိုယ်တိုင်စူးစမ်းရန်ဆုံးဖြတ်လိုက်သည်သူ၏စာအုပ်သည့်အတွက်အကောင်းဆုံးသောအချက်လက်များကိုထိုဟိုတယ်ကြီးထဲတွင်အသေးအချာရရှိနိုင်မည်ဟုသူယုံကြည်နေသည်ကျောင်းလန့်ခြင်းထက်စူးစမ်းခြင်းစိတ်ကသူ၏ရင်ထဲတွင်ပုံမကြီးမားစွာနေရာယူထားလေသည်ထို့ကြောင့်သူသည်မြို့ထဲတွင်အချိန်မဖြုံးတော့ဘဲနမ်းမြိုင်ဟိုတယ်ရှိရာသို့တိုက်ရိုက်ဦးတီကမောင်းနှင်လာခဲ့တော့သည်ဟိုတယ်၏ခြံဝန်းထဲသို့ဝင်လိုက်သည်နှင့်တပြိုင်နက်ရှေးဟောင်းအငွေ့အသက်များကိုသူချက်ချင်းခန်းစားလိုက်ရသည်ကိုလိုနီခေတ်ကလေးကတိဆောက်ခဲ့သောအဆောက်အဦကြီးသည်ခန်းကြားထေဝါစွာဖြင့်ငြိမ်သက်လျက်ရှိနေသည်ပတ်ဝန်းကျင်တစ်ခုလုံးတွင်လူသူအရေးအယောင်တိတ်မတွေ့ရဘဲတိတ်ဆိတ်ငြိမ်သက်လွန်းနေသည်ကလည်းထူးခြားမှုတစ်ခုပင်ဖြစ်သည်လေအေးလေးတိုက်ခတ်သွားတိုင်းတရွက်ချောင်းများပုတ်တိုက်တန်ကလွဲ၍အခြားမည်သည့်စူညံတန်ကိုမှမကြားရပေဤတိတ်ဆိတ်မှုကြီးကပင်လျှင်လျှို့ဝှက်ဆန်းကျဲသောအငွေ့သက်များကိုပုံမပေါ်လွင်စေရန်ဖန်တီးပေးနေတဲ့ကဲ့သို့ရှိလေသည်ကြည်ကျော်စွာသည်ကားပေါ်မှဆင်းကသူ၏ခီးဆောင်အိတ်ကိုဆွဲပြီးဟိုတယ်အဲဂျိုကောင်တာစီသို့ရှောက်လာခဲ့သည်အဲဂျိုဝန်ထမ်းကောင်လေးသည်သူ့ကိုမြင်သောအခါအနှဲငယ်အံ့ကြသွားပုံရတော့လေပြုံးပြကနှုတ်ဆက်လေသည်ကျော်စွာကသူသည်ဤဟိုတယ်တွင်ရက်အနှဲငယ်ခန့်တဲခုလိုချောင်းကိုယဉ်ကျေးစွာပြောကြားလိုက်သည်ဝန်ထမ်းလေးကဟိုတယ်တွင်အခန်းလွတ်များစွာရှိနေသည့်ကြောင့်နှင့်စိတ်ကြိုက်ရွေးချယ်နိုင်ကြောင်းပြန်လည်ဖြေကြားသည်ထို့အခါကျော်စွာကဟိုတယ်၏အထူးခြားဆုံးနှင့်နာမည်အကြီးဆုံးအခန်းကိုသာလိုချင်ကြောင်းဓာတ်ရိုက်ပင်တောင်းဆိုလိုက်သည်သူ၏တောင်းဆိုချက်ကိုကြားလိုက်ရသောအခါဝန်ထမ်းလေး၏မျက်နှာပေါ်ရှိအပြုံးများချက်ချင်းပျောက်ကွယ်သွားခဲ့သည်ဝန်ထမ်းလေးကထိုအခန်းသည်ဧည့်သည်များတဲခိုလေးမရှိဘဲအမြဲတမ်းပိတ်ထားလေးရှိကြောင်းတုံရင်သောအတန်ဖြင့်ရှင်းပြသည်သို့သောကျော်စွာကသူသည်စာရေးဆရာတစ်ယောက်ဖြစ်ပြီးစူဇန်လေးလာလို၍သာထိုအခန်းကိုအတင်းအကျပ်တောင်းဆိုရခြင်းဖြစ်ကြောင်းပြောပြခဲ့သည်သူကမိသည့်အနေနဲ့ဖြစ်လာပါစေသူကိုယ်တိုင်တာဝန်ယူမည်ဖြစ်ကြောင်းကိုလည်းအခိုင်အမာကတိပေးလိုက်သေးသည်နောက်ဆုံးတွင်တော့ဝန်ထမ်းလေးသည်ကျော်စွာ၏ဇွဲကောင်းမှုကိုမလွန်ဆန်နိုင်တော့ဘဲထိုအခန်း၏တော့ကိုထုတ်ပေးလိုက်ရတော့သည်တော့ကိုရရှိပြီးနောက်ကျော်စွာသည်ဝန်ထမ်းလေးညွှန်ပြရာဟိုတယ်၏အနောက်ဘက်ဆောင်စီသို့တယောက်တည်းရှောက်လာခဲ့သည်လူပြတ်သောစင်းကြံလန်းတစ်လျှောက်တွင်ရှောက်လန်းနေစဉ်ခြေတံခက်တဲ့တဲ့မှလွဲ၍အရာအလုံးကတိတ်ဆိတ်နေစေဖြစ်သည်နိုင်ရန်တွင်ချိတ်ဆွဲထားသောရှေးဟောင်းပကြီးကားများကသူ့ကိုစိုက်ကြည့်နေတဲ့ကဲ့သို့ခံစားချက်မျိုးကိုရရှိစေသည်လေအေးအေးတစ်ချက်ဖြတ်တိုက်သွားတိုင်းသူ၏ကြောရိုးတစ်လျှောက်တွင်စိတ်ကနေဖြစ်သွားသည်ကိုသတိထားမိလိုက်သည်သို့တော်လည်းသူ၏ဆုံးဖြတ်ချက်ကိုနောက်မဆုတ်တော့ဘဲသတ်မှတ်ထားသောအခန်းနံပါတ်ရှိသို့ရောက်အောင်ဆက်လျှောက်လာခဲ့သည်အခန်းရှိသို့ရောက်သောအခါတော့ပေါက်ထဲသို့တော့ကိုထဲကဖြင်းညင်းစွာလှည့်ဖွင့်လိုက်သည်တကားပွင့်သွားသည်နှင့်တပြိုင်နက်နှစ်ပေါင်းများစွာပိတ်လောင်ထားပုံရသောအိုဟောင်းသည့်ရင်ထဲတစ်ခုကစီးကျိုနေသည်အခန်းတွင်းရှိပရိဘောဂများမှာရှေးအောင်ပုံစံများဖြစ်ပြီးတေသက်စွာနေရာချထားသည်ကိုသူတွေ့မြင်ရသည်ပြင်ကြီး၏အပေါ်တွင်ခြေနှောင်အဖြူရောင်ကိုချထားပြီးအခန်းတစ်ခုလုံးကမှိုင်းညွန့်ညွန့်အယောင်ဆင်းရှိနေသည်
ကြော်စွာသည့်အခန်းထဲသို့ဝင်လိုက်ပြီးနောက်တကားကိုပြန်လဲပိတ်ကာသူ၏ခီးဆောင်အိတ်ကိုဘေးတွင်ချထားလိုက်သည်သူသည်အခန်းပြတင်းပေါက်ကိုဖွင့်လိုက်သောအခါအပြင်ဘက်မှတစ်ပင်ကြီးများ၏အရိပ်များကိုထင်ရှားစွာမြင်တွေ့နေရသည်နေမဝင်ခင်အချိန်လေးတွင်မှပင်အခန်းတစ်ခုလုံးကိုတေချာစွာလိုက်လံစစ်ဆေးကာလေ့လာကြည့်ရှုနေလိုက်သည်ထို့နောက်သူ၏မဆုဆောင်နှင့်ကင်မရာကိုထုတ်ကာလိုအပ်သည်များကိုမှတ်တမ်းတင်ရန်ပြင်ဆင်ထားလိုက်သည်အချိန်များတရွေ့ရွေ့ကုန်ဆုံးလာပြီးနောက်အပြင်ဘက်တွင်မှောင်ရီပြိုးကာညအချိန်သို့ရောက်ရှိလာခဲ့ပြီဖြစ်သည်ဤပထမဆုံးညတွင်မြေသို့သောထူးခြားမှုများနှင့်ကြုံတွေ့ရမည်ကိုသူရင်ခုန်စွာဖြင့်စောင့်မျှော်နေမိတော်သည်ညအမောင်သည်ပြင်ဦးလွင်မြို့လေးပေါ်သို့တဖြည်းဖြည်းချင်းလွှမ်းခြုံကာကျဆင်းလာခဲ့ပြီဖြစ်သည်ကျော်စွာသည်သူ၏မှတ်စုစာအုပ်ကိုကင်ထားရင်းအခန်းအတွင်း၌ငြိမ်သက်စွာထိုင်ဆောင်နေမိသည်ပထမပိုင်းတွင်တော့အခန်းထဲ၌မြည်သည့်ထူးခြားသောအသံသို့မဟုတ်အရေးအယောင်ကိုမျှမတွေ့ရသေးပေလျှံကပ်နာရီ၏တစ်ချက်ချက်မြည်နေသောအတန်မှလွဲ၍ပတ်ဝန်းကျင်တစ်ခုလုံးကတာမန်အတိုင်းသာရှိနေခဲ့သည်သူသည်အနှဲငယ်စိတ်ပြတ်သွားသလိုခံစားလိုက်ရပြီးညအိယာဝင်ရန်အတွက်ဂရင်ပေါ်သို့တက်လိုက်တော်သည်ဂရင်ပေါ်သို့ရောက်သောအခါသူသည်စောင်းကိုချုံ၍မျက်စိမိတ်ကအနားယူရန်ကြိုးစားလိုက်သည်အချိန်မီမျှကြာသွားသည်ကိုမသိတော့လဲညတကောင်ရဲ့အချိန်သို့ရောက်ရှိလာခဲ့ပြီဖြစ်သည်ထိုစဉ်အခန်း၏အပြင်ဘက်ဆင်းကြံလန်းစီမှတာယာနာပျော်ပွဲကောင်းသောအတန်တန်ကိုသူစတင်ကြားလိုက်ရသည်၎င်းမှာမိမပြိုတူ၏အလွန်ဆွေးမြေ့ပွဲကောင်းသောတချင်းကြီးတန်လေးပင်ဖြစ်နေသည်အတန်သည်တိုးညင်းတော်လဲညနေတကောင်ရဲ့၏တိတ်ဆိတ်မှုအောက်တွင်အလွန်ပြင်းပြင်းစွာထွက်ပေါ်နေလေသည်ကြော့စွာသည်တချင်းဆိုတဲ့ကြောင့်အိမ်မက်မက်နေရာမှလှန်နိုးလာကမျက်လုံးများကိုချက်ချင်းဖွင့်ကြည့်လိုက်သည်သူသည်အိယာပေါ်မှအသားရထိုင်လိုက်ပြီးအတန်လာရာစီသို့နားဆွင်ကအကဲခတ်နေမိသည်သူ၏ရင်ခုန်သံများကမြန်ဆန်လာပြီးစူးစမ်းကျင်စိမ်များကလည်းတဟုန်ထိုးမြင့်တက်လာခဲ့သည်ထို့သောလေသူလက်နိုးလာပြီးနောက်တိတ်မကြခင်မှာပင်ထိုသချင်းကြီးတန်လေးကရုတ်တရက်ပျောက်ကွယ်သွားခဲ့သည်ကျော်စွာသည်အခန်းပြင်သို့ထွက်ကြည့်ရန်စဉ်းစားလိုက်တော့လေမနှက်မလင်းမချင်းဆက်အိမ်ရန်သာဆုံးဖြတ်လိုက်တော့သည်နောက်တစ်နေ့နနက်ခင်းသို့ရောက်သောအခါကျော်စွာသည်ဟိုတယ်ပတ်ဝန်းကျင်သို့လမ်းလျှောက်ထွက်ကလေးလာမှုများပြုလုပ်ခဲ့သည်နေကင်းဘက်တွင်တော့နမ်းမြိုင်ဟိုတယ်ကြီးသည်တာမန်ရှေးအောင်အဆောက်အဦတစ်ခုလိုသာငြိမ်သက်လျက်ရှိနေသည်သူသည်ဟိုတယ်ဝန်ထမ်းအချို့နှင့်စကားစမြည်ပြောဆိုခဲ့တော့လဲထူးခြားသောသတင်းအချက်အလက်များကိုမရရှိခဲ့ပေနေဝင်သွားပြီးနောက်ဒုတိယမြောက်ညသို့ရောက်ရှိလာသောအခါသူ၏ရင်ထဲတွင်မတိမတာလှုပ်ရှားလာခဲ့သည်ဤညတွင်တော့မင်းညကထက်ပိုမိုထူးခြားသောအဖြစ်အပျက်များနှင့်ကြုံတွေ့ရမည်ဟုသူကြိုတင်ခံမှန်းထားမိသည်ညနေလာသည်နှင့်အမျှအခန်းတွင်ရှိလေထုကရင်မင်းညကထက်ပိုမိုအေးဆက်လာသလိုခံစားရသည်ကျော်စွာသည့်အိယာပေါ်တွင်လှဲလျောင်းနေရင်နားအာယုံကိုအစွမ်းကုန်ဖွင့်ထားကာစောင့်ကြည့်နေမိသည်ညတကောင်ရဲ့အချိန်သို့ရောက်သောအခါသူခြုံထားသောဆောင်မှာအောက်ခြေသို့ရုတ်တရက်ဆွဲချခံလိုက်ရသည်သူသည်အလွန်အံ့ကျသွားပြီးဆောင်ကိုပြန်လည်ဆွဲယူရန်ကြိုးစားလိုက်တော့လေတစုံတစ်ယောက်ကတင်းကျပ်စွာစုပ်ကင်ထားတဲ့ကဲ့သို့ဖြစ်နေသည်ဤဖြစ်ဖြစ်ကြောင့်ကြောစွာ၏တကူလုံးရှိချက်သီးမွေးညင်းများအလိုလျောက်ထသွားခဲ့ရတော့သည်ဆောင်အဆွဲခံရပြီးနောက်တိတ်မကြာမီမှာပင်အခန်းထောက်စီမှမိမတယောက်၏ရမောတန်ကိုသူကြားလိုက်ရသည်ထိုရတန်သည်အလွန်ဆူးရှပြီးချက်သီးထပွဲကောင်းလောက်အောင်အခန်းတွင်၌ပဲ့တင်ထက်သွားခဲ့သည်ကျော်စွာသည်အတန်လာရာစီသို့လှမ်းကြည့်လိုက်တော့လေအမောင်ထုထဲတွင်မြည်သည့်အရာကိုမျှမမြင်ရပေထို့နောက်လေးတစ်ချက်ကသူ၏မျက်နှာကိုဖျက်တိုက်သွားပြီးဂရင်ချေရင်တွင်အရေးတစ်ခုရွေလျားသွားသည်ကိုမြင်လိုက်ရသည်ဤတစ်ချိန်တွင်တော့တာမန်မဟုတ်သောပရာလောကသားများကသူ့ကိုစတင်ချောက်လန့်နေပြီဖြစ်ကြောင်းသူသေချာစွာသိရှိလိုက်သည်ကြောက်စိတ်များဝင်ရောက်လာတော့လေကြော်စွာသည်သူ၏စိတ်ကိုအတက်နိုင်ဆုံးတည်ငြိမ်အောင်ထိန်းချုပ်ထားလိုက်သည်သူသည်အိယာပေါ်မှမတ်တက်ထွက်ရလိုက်ပြီးထိုအရိပ်မဲကြီးရှိရာစီသို့ရဲဝံ့စွာမျက်နှာမူလိုက်သည်ထို့နောက်သူကဤနေရာသို့ရောက်လာရခြင်းမှာရံပြူရမဟုတ်ပဲကုညီပေးလိုရေးဖြစ်ကြောင်းအတန်ကြဲကြဲဖြင့်ပြောလိုက်သည်သူမ၏နာကျင်ကြေကွဲဝေရာဇလံများကိုနားထောင်ပေးရန်အသင့်ရှိကြောင်းကိုလည်းသူကထပ်လောင်းပြောဆိုခဲ့သည်သူ၏စကားသံများအစုံတွင်တော့အခန်းတွင်ရှိအေးဆက်နေသောလေတူးကအနှင်းငယ်ငြိမ်ချသွားခဲ့သည်သူ၏စကားများကိုကြားပြီးနောက်တွင်တော့အခန်းတောင်ရှိအရိပ်မဲကြီးသည်တဖြည်းဖြည်းပုံပေါ်လာခဲ့သည်အဖြူရောင်ဝတ်စုံကိုဝတ်ဆင်ထားသောမိမပြိုတဦး၏ပုံရိပ်ကလာရောင်အောက်တွင်ထင်ရှားစွာပေါ်ထွက်လာသည်သူမ၏စပင်များကဖူတီဖက်တီဖြစ်နေပြီးမျက်နှာတစ်ခုလုံးမှာလည်းဖြူဖြော့ကာသွေးဆုံနေတဲ့ကဲ့သို့ဖြစ်နေသည်သူမ၏မျက်လုံးများကကြော်စွာကိုစူးစိုက်စွာကြည့်နေပြီးအလွန်ဝမ်းနည်းနေသောအရေးအယောင်များကိုတွေ့မြင်နေရသည်ကြော်စွာသည်သူ၏ဘဝတွင်ပထမဆုံးအကြိမ်ဖြစ်တကယ်တရေမှကိုမျက်ဝါးထင်ထင်တွေ့မြင်လိုက်ရခြင်းပင်ဖြစ်သည်ထို့သောမျက်ဝါးထင်ထင်ကိုထင်ပြလိုက်သောအခါကျော်စွာ၏ရဲရင်မှုများအလုံးရုတ်တရက်လွင့်စင်သွားခဲ့ရသည်သူ၏အုံနောက်ကမြင်တွေ့နေရသောအရာကိုလက်ခံနိုင်ရန်ကြိုးစားနေတော့လေခနာကိုယ်ကမူတုံ့ပြန်နိုင်စွမ်းကင်းမဲ့နေခဲ့သည်အေးဆက်လာသောကြောက်ရွံ့မှုလိုင်လုံးကြီးက
သူ၏နှလုံးသားစီသို့အရှိန်အဟုန်ပြင်းစွာဝင်ရောက်ရိုက်ခတ်သွားခဲ့သည်နောက်ဆုံးတွင်တော့သူ၏မျက်လုံးများပြဝေသွားပြီးအသိစိတ်များအလုံးတဖြည်းဖြည်းလွတ်ကင်းသွားခဲ့တော့သည်တတိမိမျောသွားသောကြော်စွာ၏ခန္ဓာကိုယ်သည်အေးဆက်နေသောအခန်းကျမ်းမြင့်ပေါ်သို့အတန်မြည်စွာလဲကျသွားခဲ့လေသည်အချိန်မြင့်မြကြာသွားသည်ကိုမသိတော့လဲမျက်လုံးဖွင့်လိုက်ချိန်တွင်နေအောင်ကြီးများကအခန်းတွင်သို့ဖြာကျနေပြီဖြစ်သည်ကြောစွာသည်ကျမ်းမြင့်ပေါ်မှခေါင်းကိုက်ခဲစွာဖြင့်ထထိုင်လိုက်ပြီးမနေ့ညကအဖြစ်အပျက်များကိုပြန်လည်စဉ်းစားနေမိသည်အရာအလုံးကအိမ်မက်တစ်ခုလိုဖြစ်နေတော့လဲသူ၏မှတ်ဉာဏ်ထဲတွင်တော့ထိုတရေမ၏မျက်နှာကထင်ရှားစွာကြံ့ရင်နေစေဖြစ်သည်သူသည်ခရင်ပေါ်သို့ပြန်တက်ကထိုင်နေရင်နောက်ထပ်ဆက်လက်လှုပ်ဆောင်ရမည့်အစီအစဉ်များကိုတွေးတောနေမိသည်မိတို့ပင်ဖြစ်စေသူ၏ဇလံအတွက်လိုအပ်သောအချက်လက်များမပြည့်စုံသေးသဖြင့်ဤနေရာမှပြန်ရန်ကုန်မူသူလုံးဝစိတ်ကူးမရှိသေးပေကျော်စွာသည့်မနေ့ညကအဖြစ်အပျက်များကိုပြန်လည်တွေးတောရင်ကြောက်ရွံ့စိတ်များတစ်ဖန်ပြန်လည်ဝင်ရောက်လာခဲ့သည်သို့တော်လည်းသူ၏သွေးကြောထဲတွင်စီးဆင်းနေသောစိုက်အစ်စရာတယောက်၏စူးစမ်းလိုစိတ်ကပုံမပြင်းပြနေစေဖြစ်သည်တာမန်လူတယောက်သာဆိုရင်အီယိုတင်မှချက်ချင်းပြောင်းရွှေ့သွားမိမှအသေးချပင်ဖြစ်သည်သူကမူကြောက်လန့်ခြင်းကိုအန်တုကအီလီဝက်ချက်ကိုဖော်ထုတ်ရန်သာအပြင်းအထန်ဆုံးဖြတ်ထားခဲ့သည်ထို့ကြောင့်သူသည်ဟိုတယ်မှထွက်ခွာမိအစီအစဉ်ကိုဖျက်သိမ်းကာဆက်လက်နေထိုင်ရန်ရွေးချယ်လိုက်သည်သူ၏ဇလံကိုအဆုံးသတ်နိုင်ရန်အတွက်ထိုတရေမလေး၏နောက်ခံသမိုင်းကြောင်းကိုသိရှိရန်လိုအပ်နေသေးသည်အချက်လက်များမပြည့်စုံဘဲနှင့်သူ၏ဝိတ္ထုကိုရေးသားမည်ဆိုပါကစာဖတ်သူများကိုလှည့်စားရာကြပေမည်ထိုအကြောင်းပြချက်များကြောင့်သူသည်တတိယမြောက်ညကိုထပ်မံရင်ဆိုင်ရန်တန်ဋိဌာန်ချမှတ်လိုက်သည်နေခင်းမအချိန်များတွင်သူသည်အခန်းထဲ၌သာနေထိုင်ရင်းညဘက်အတွက်စိတ်ကိုတည်ငြိမ်အောင်လေ့ကျင့်နေခဲ့သည်သူ၏ကင်မရာနှင့်အသံဖမ်းဆက်များကိုလည်းလိုအပ်ပါကအသုံးပြုနိုင်ရန်အသင့်ပြင်ဆင်ထားလိုက်သည်အချိန်များတရွေ့ရွေ့ကုန်ဆုံးလာပြီးနောက်ပြင်းဦးလွင်မျိုးလေးပေါ်သို့နေမင်းကြီးဝင်ရောက်သွားခဲ့ပြီးဖြစ်သည်မှောင်ရီပြိုးစားအချိန်မှစ၍နမ်းမြိုင်ဟိုတယ်ကြီး၏ပတ်ဝန်းကျင်သည်ပုံမတိတ်ဆိတ်ငြိမ်သက်လာခဲ့သည်ကျော်စွာသည်သူ၏အခန်းတကားကိုတေချာစွာပိတ်လော့ချကာပြတင်းပေါက်များကိုပါအလုံးပိတ်ထားလိုက်သည်အခန်းတွင်ရှိမီးရောင်မိမ့်မိန်အောက်တွင်သူ၏မျက်နှာသည်တည်ငြိမ်နေတော်လဲရင်ထဲတွင်မူစူပွက်နေခဲ့သည်တတရာမြောင်ညာ၏ကြောင်မက်ဖွယ်ရာအချိန်ကိုသူသည်ကရင်မော်တွင်ထိုင်ရင်စိတ်ရှည်စွာစောင့်ဆိုင်နေမိသည်ညနေတကောင်ရန်အချိန်သို့ရောက်ရှိလာသောအခါပတ်ဝန်းကျင်တစ်ခုလုံးသည်အကြတန်ကြားရလောက်အောင်တိတ်ဆိတ်သွားခဲ့သည်ရုတ်တရက်အခန်းတွင်ရှိလေထုသည်အလွန်အမင်းအေးဆက်လာပြီးရေခဲတိုက်ထဲရောက်သွားတဲ့ကဲ့သို့ခံစားလိုက်ရသည်ကြော်စွာ၏နှလုံးခုန်သံများမြန်ဆန်လာပြီးလက်ဖျားခြေပြားများလည်းအေးဆက်တောင့်တင်းလာခဲ့သည်ထိုစဉ်အခန်း၏ထောင်းတနေရာမှအဖြူရောင်မြူကိုများတဖြည်းဖြည်းစုဝေးကလွင့်မျောလာသည်ကိုမြင်တွေ့လိုက်ရသည်မြူကိုများကြားမှယမန်နေ့ညကသူတွေ့ခဲ့ရသောတရေမလေး၏ပုံရိပ်သည်တဖြည်းဖြည်းထင်ရှားစွာပေါ်ထွက်လာခဲ့လေသည်ယခုတစ်ချိန်တွင်တော့ထိုတရေမလေးသည်ကြော်စွာကိုရန်ပြုမိဟန်အလင်းမရှိဘဲငြိမ်သက်စွာရပ်နေခဲ့သည်ကျော်စွာသည်ကြောင်စိမ်များကိုထိန်ချုပ်ကာသူမ၏မျက်နှာကိုတေချာစွာအကဲခတ်ကြည့်ရှုလိုက်သည်သူမ၏ရုပ်ရည်သွင်ပြင်မှာအလွန်တရာချောမောလှပပြီးနတ်သမီးတစ်ပါးကဲ့သို့ကြက်တရေရှိလာသည်ကိုသူသတိထားမိလိုက်သည်ဖြူရော့နေသောသွေးဆုပ်အယောင်လေးများဖုံးလွှမ်းနေတော်လေသူမ၏လှပသောမျက်နှာကြားကိုဖုံးကွယ်ထားနိုင်ခြင်းမရှိပေထိုကဲ့သို့လှပသောမိမပြိုလေးတူဘာကြောင့်ဤကဲ့သို့ဘဝဆိုးနှင့်ကြုံတွေ့ရသည်ဟုသူတွေးတောနေမိသည်တရေမလေးသည်သူမ၏ညှို့ငင်အားပြင်းသောမျက်လုံးများဖြင့်ကြော်စွာကိုစိုက်ကြည့်ကာညင်သာစွာပြုံးပြလိုက်သည်ထို့နောက်သူမ၏နှကန်းပြားလေးများလှုပ်ရှားလာပြီးကြည်လင်သောအတန်လေးတစ်ခုအခန်းတွင်သို့ထွက်ပေါ်လာခဲ့သည်သူမ၏စကားပြောဟန်မှာခေတ်သစ်လူငယ်များကဲ့သို့မဟုတ်ဘဲရှေးခေတ်အသုံးအနှုန်းများဖြင့်ယဉ်ကျေးစွာပြောဆိုနေခြင်းဖြစ်သည်ကျော်စွာကသူမကိုမြည်သူမြည်ဝါဖြစ်ကြောင်းနှင့်ညီသည့်အတွက်ကြောင့်ဤနေရာတွင်ရှိနေရသည်ဟုမေးမြန်းလိုက်သည်ထိုအခါတရေမလေးကသူမ၏အမည်မှာမနှင်းစီဖြစ်ကြောင်းနှင့်လွန်ခဲ့သောကိုလိုနီခေတ်ကလေးကရှိနေခဲ့ခြင်းဖြစ်ကြောင်းဖြေကြားခဲ့သည်သူမသည်ကိုလိုနီခေတ်အင်္ဂလိပ်အစိုးရအုပ်ချုပ်စဉ်ကာလကဤပြင်ဦးလွင်မျိုးလေးတွင်နာမည်ကြီးသောအဆိုတော်တဦးဖြစ်ခဲ့သည်ထိုခေတ်အခါကနာမည်ကြီးစားတောက်ဆိုင်ကြီးများနှင့်ဇက်သပင်ပွဲလန်းသပင်များတွင်သူမကိုအမြဲတမ်းပင်ဖိတ်လိရှိကြသည်သူမ၏ချိုသာလှသောအတန်လေးကြောင့်မြို့ပေါ်ရှိမျက်နှာကြီးပိုင်းများနှင့်တထေးတကြွယ်များကပါအလွန်သဘောကျခဲ့ကြသည်ပွဲလန်းသပင်များရှိတိုင်းသူမ၏တခြင်းဆိုတန်ကိုမကြားရလျင်ပွဲမစီတကယ်သို့ဖြစ်နေတတ်ကြောင်းသူမကဆက်ပြောပြသည်ကျော်စွာသည်သူမ၏စကားများကိုမှတ်စုစာအုပ်ထဲတွင်မချရေးနိုင်တော့ဘဲစိတ်ဝင်တစားဖြင့်သာအာယုံဆိုင်နားထောင်နေမိသည်မနှင်းစီသည်သူမ၏အတိတ်ကိုပြန်လည်ပြောပြနေရင်မျက်ဝန်းထဲတွင်လွမ်းဆွမှုအရေးရောင်များကိုတွေ့မြင်နေရသည်ထိုခေတ်ကသူမ၏အလှပနှင့်အမှုပညာကြောင့်လူငယ်များစွာကသူမကိုပိုးပန်းခဲ့ကြတော့လေသူမကအမှုပညာကိုသာမျှနှိုးခဲ့သည်သူမ၏ဘဝသည်တခြင်းဆိုခြင်း
ပရိသတ်များကိုဖျော်ဖြေခြင်းဖြင့်သာအေးချမ်းစွာကုံဆုံးနေခဲ့သည်ဟုသူမကဆိုသည်နမ်းမြဟိုတယ်အဆောက်အဦကြီးသည်ထိုခေတ်ကမျက်နှာဖြူများနှင့်တထေးများသာလာရောက်လေးရှိသောအဆင့်မြင့်ကလပ်တစ်ခုဖြစ်ခဲ့သည်ထိုကလပ်တွင်လည်းသူမသည်အပတ်စဉ်တခြင်းဆိုဖျော်ဖြေရန်လာရောက်ခဲ့ရပြီးပရိသတ်များ၏အချစ်တော်ဖြစ်ခဲ့သည်ကျော်စွာသည့်တမိုင်းကြောင်များကိုကြားသိရသောအခါသူ၏ဝတ္ထုအတွက်အဖိုးတန်လာသောယတနာကြီးကိုရလိုက်တဲ့ကဲ့သို့ဝမ်းသာသွားသည်သူကမနှင်းစီဟာသူမ၏ဘဝဇာတ်ကြောင်းကိုအသေးစိတ်ဆက်လက်ပြောပြရန်အင်ကြီးစွာတောင်းဆိုလိုက်သည်သူမ၏ကြည်လင်သောအတန်လေးသည်အခန်းတွင်း၌ပဲ့တင်ထပ်နေပြီးကျော်စွာ၏နားထဲတွင်တန်စင်တစ်ခုလိုစီစဉ်နေခဲ့သည်သူမ၏ပြောစကားများအရထိုအချိန်ကပြင်ဦးလွင်မြို့လေးသည်ယခုထက်ပုံမိုစီကားပြီးတပ်ဝင်လှုပ်ရှားနေခဲ့ကြောင်းသိရသည်သူမ၏ဘဝသည်နှင်းစီပန်းလေးတစ်ပွင့်လိုမွေးကြိုင်လှပနေခဲ့တော်လဲမမျော်လင့်ပဲစူးညိခဲ့ရပုံများကိုဆက်လက်ပြောပြရန်ပြင်ဆင်လိုက်သည်ကျော်စွာသည်သူမ၏နောက်ဆက်တွဲဇလန်းကိုကြားသိရရန်အလွန်အမင်းအံ့ကြည့်ပြီးမျက်တောင်မခတ်တန်းစောင့်ကြည့်နေမိသည်မနှင်းစီမျက်နှာလေးသည်ရုတ်တရက်ညှိုးနှွမ်းသွားပြီးသူမ၏မျက်ဝန်းထဲတွင်နာကျင်မှုများအထင်သာပေါ်လာခဲ့သည်သူမ၏ချောမောလှပမှုသည်သူမအတွက်ကံကောင်းခြင်းများယူဆောင်လာပေးခဲ့သလိုကံဆိုးမိုးမှောင်ကျခြင်းကိုလည်းဖြစ်ပေါ်စေခဲ့သည်အောင်မြင်မှု၏အထွတ်အထိပ်သို့ရောက်ရှိနေချိန်တွင်လူမသမားတစု၏မျက်စိကျခြင်းကိုခံခဲ့ရကြောင်းသူမကဏိဒံပြိုလိုက်သည်ထိုနေ့ကသူမ၏ဘဝကိုထာဝရပြောင်းလဲစေခဲ့သောအဖြစ်ဆိုးကြီးစတင်ခဲ့ပုံကိုဝမ်းနည်းဖွယ်ရာအတန်ဖြင့်ဆက်လက်ပြောပြလေတော့သည်မနှင်းစီမျက်နှာပေါ်ရှိအပြုံးများပျောက်ကွယ်သွားပြီးနာကျင်ကြေကွဲွယ်အတိတ်ကိုပြန်လည်တူးဆွလာခဲ့သည်ထိုနေ့ကအလွန်ချမ်းအေးသောဆောင်းရာသီနှင်းများကျဆင်းနေသောညတညဖြစ်ကြောင်းသူမကအတန်တုံတုံရီရီဖြင့်ပြောပြသည်မြို့ပေါ်ရှိနမဲကြီးတထေးသားတစုကသူတို့၏ကိုယ်ပိုင်ပါတီပွဲအတွက်သူမကိုအထူးပွဲငှားရမ်းခဲ့ကြသည်ထိုပါတီပွဲကိုယခုနမ်းမြိုင်ဟိုတယ်ဖြစ်လာမည့်အစာအုပ်၏တီးသန့်ခမ်းမဆောင်တွင်ကျင်းပရန်စီစဉ်ထားခဲ့သည်ငွေကြေးအမြောက်များပေးထားသောကြောင့်သူမသည်လည်းပရိသတ်များအတွက်အကောင်းဆုံးဖျော်ဖြေပေးရန်ပြင်ဆင်လာခဲ့သည်ပါတီပွဲကျင်းပမည့်ညနေခင်းတွင်သူမသည်အလှပဆုံးသောဝတ်စုံကိုဝတ်ဆင်ကာထိုကလပ်သို့ရောက်ရှိလာခဲ့သည်ကလပ်၏အတွင်ပိုင်းကိုခမ်းနားထည်ဝါစွာပြင်ဆင်ထားပြီးအရက်သေးစားများကိုလည်းအရှံပဲတီးခင်းထားသည်သူမကိုမြင်သည်နှင့်ထိုတတိသားလူငယ်တစုသည်အလွန်အမင်းသဘောကျကဝမ်းသာအားရကြိုဆိုခဲ့ကြသည်ပွဲစတင်သည်နှင့်သူမသည်စင်မြင့်ထက်သို့တက်ကာသူမ၏ချိုသာသောအတန်ဖြင့်တခြင်းများကိုစတင်တီးဆိုခဲ့သည်ပရိသတ်များမှာသူမ၏အလှပနှင့်အတန်ကိုသဘောကျလွန်သဖြင့်လက်ခုပ်တံများစူးညံစွာထွက်ပေါ်လာခဲ့သည်သူမ၏တခြင်းတံများကခမ်းမကျဲကြီးတစ်ခုလုံးကိုလွှမ်းခြုံထားပြီးလူတိုင်းကိုမှောက်ဝင်စေတကယ်သို့ဖန်ဆာထားနိုင်ခဲ့သည်သို့တော်လည်းအချိန်ကြာလာသည်နှင့်အမျှတထေးသားအုပ်စုသည်တေးရည်တရက်များကိုအလွန်ကျွံတောက်စားမှုရလာကြသည်သူတို့၏အကြည့်များကတာမန်ပရိသတ်တယောက်၏အကြည့်မျိုးမဟုတ်ဘဲရမတ်ပြင်းပြစွာကြားရောက်လာခဲ့သည်သူမသည်ထိုအချိန်ကိုရိမ့်မိလာသောကြောင့်စိတ်ထဲတွင်မလုံမခြုံဖြစ်ကာစိုးရိမ်စိတ်များဝင်ရောက်လာခဲ့သည်ထို့ကြောင့်သူမသည်တည်ဆူနေသောတခြင်းများကိုအမြန်ဆုံးအဆုံးသတ်ကာပြန်ရန်ကြိုးစားခဲ့သည်ညဉ့်နက်လာသောအခါပါတီပွဲသို့လာရောက်သူများတဖြည်းဖြည်းနှဲပါလာပြီးအချို့မှပြန်သွားခဲ့ကြပြီဖြစ်သည်ခမ်းမကျဲကြီးထဲတွင်သူမနှင့်ထိုတထေးသားလူငယ်တစုသာအဓိကကြံ့ရင်းနေခဲ့သည်သူမသည်ပွဲသိမ်းမိဖြစ်၍အိမ်ပြန်ခွင့်ပြုရန်သူတို့ကိုယဉ်ကျေးစွာတွားရောက်တောင်းပန်ခဲ့သည်သို့တော်လည်းမွေးရနေသောလူငယ်တစုကသူမကိုအလွယ်တကူပြန်လွှတ်ပေးရန်စိတ်ကူးလုံးဝမရှိခဲ့ကြပေသူတို့ကသူမကိုနောက်ထပ်တခြင်းများဆက်လက်သည်ဆိုရန်အတင်းအကျပ်ဖိအားပေးတောင်းဆိုလာကြသည်သူမသည်အလွန်ပင်ပန်းနေပြီဖြစ်ကြောင်းနှင့်နောက်နေ့မှသာပြန်လည်ဖျော်ဖြေပေးမိဖြစ်ကြောင်းထပ်မံညှင်းဆန်ခဲ့သည်ထိုအခါတထေးသားတဦးကဒေါသတကြီးဖြင့်စင်မြင့်ပေါ်သို့တက်လာကသူမ၏လက်ကိုဆွဲကင်လိုက်သည်သူမသည်အလွန်လန့်သွားပြီးထိုသူ၏လက်ထဲမှရုံးထွက်ရန်အစွမ်းကုန်ကြိုးစားခဲ့သည်သို့တော်လည်းယောက်ျားခွန်အားကိုမိမသားတဦးအနေဖြင့်အလွယ်တကူရှင်းပြိုင်နိုင်စွမ်းမရှိခဲ့ပြီကြန့်ရှိနေသောတထေးသားများကလည်းသူမကိုကူညီမိအစားရီမောကဝိုင်းဝန်းကြည့်ရှုနေခဲ့ကြသည်သူမသည်အကြောက်လွန်လာပြီးအခန်းပြင်သို့ထွက်ပြေးရန်အမြန်ဆုံးခြေလမ်းများကိုပြင်ဆင်လိုက်သည်သို့တော်လည်းထိုလူရုပ်မှတစုသည်အခန်းတကားများကိုတော့ခတ်ကာအလုံးပိတ်လောင်လိုက်ကြသည်ယခုအခါသူမသည်ချင်းနစ်လောင်အိမ်ထဲသို့ရောက်ရှိသွားသောတမင်ငယ်လေးတစ်ကောင်ကဲ့သို့အကူအညီမဲ့နေခဲ့သည်အပြင်ဘက်တွင်လည်းစောင်းရသည်၏အေးအေးတန်ကပြင်းထန်နေပြီးလူသူအရေးအယောင်လုံးဝပြက်လက်နေခဲ့ပြီးဖြစ်သည်မြေမြပင်အော်ဟစ်အကူအညီတောင်းတော့လေထူရဲသောနယံကြီးများကြားတွင်သူမ၏အတန်များပျောက်ကွယ်သွားခဲ့ရသည်သူမ၏မျက်ဝန်းများမှမျက်ရည်များစီးကျလာပြီးသူတို့ကိုတနာရန်အကြိမ်ကြိမ်အတနာခံခဲ့သည်သို့သောရမန်မီတောက်လောင်နေသောထိုလူတစု၏နားထဲတွင်သူမ၏ငိုရှိုက်တံများကအချီးနှီးသာဖြစ်နေခဲ့သည်သူတို့သည်သူမကိုဝိုင်းဝန်းဖမ်းဆီးကအလွန်ရက်စက်ရုပ်မာစွာဖြင့်အုပ်စုဖွဲ့စော်ကားရန်ပြင်ဆင်လာကြသည်ထိုညကသူမ၏ဘဝတွင်အဆိုးရွားဆုံးနှင့်အကြောက်မဖွယ်အကောင်းဆုံးအချိန်ကာလတစ်ခုဖြစ်ခဲ့ရသည်
အလားအပကိုတန်မိုးမထားပဲဖြက်စီးလိုသောလူယုံမာများ၏လက်ထဲတွင်သူမအပြင်းအထန်ဒုက္ခရောက်ခဲ့ရသည်ထိုလူယုံမာတစု၏ရက်ဆက်ကြမ်းကြုတ်မှုများကိုသူမတယောက်တည်းအန်တူခုခံနိုင်စွမ်းလုံးဝမရှိခဲ့ပေကြမ်းတမ်းသောရိုက်နှက်မှုများကြောင့်သူမ၏ခန္ဓာကိုယ်အနှံ့အပြားတွင်ဒဏ်ရာများစွာရရှိခဲ့သည်သူမ၏လှပသောဝတ်စုံလေးသည်လည်းစုပ်ပြဲကသွေးစွန်းပြီးကျမ်းပြင်ပေါ်တွင်ဖျို့ဖျဲဖြစ်နေခဲ့သည်သူမ၏အသိစိတ်များတဖြည်းဖြည်းဝေဝါးလာပြီးခံစားရသောနာကျင်မှုများကအဆုံးစွန်သို့ရောက်ရှိနေခဲ့သည်မနှင်းစီသည်ထိုအဖြစ်အပျက်ကိုပြန်လည်ပြောပြရင်းအတန်များတုံရီကငိုကြွေးနေခဲ့သည်စော်ကားပြီးနောက်တွင်သူတို့၏ပြစ်မှုများပေါ်ပေါက်သွားမည်ကိုထိုလူတစုကအလွန်အမင်းစိုးရိမ်လာကြသည်မိန်းကလေးတစ်ယောက်ကိုဤမြရက်ဆက်စွာပြုမှုခဲ့ခြင်းကိုဥပဒေကခွင့်လွှတ်မည်မဟုတ်ကြောင်းသူတို့သိရှိကြသည်ထို့ကြောင့်သူတို့သည်အချင်းချင်းတိုင်ပင်ကနောက်ဆုံးတွင်အလွန်ဆိုးရွားသောဆုံးဖြတ်ချက်တစ်ခုကိုချမှတ်လိုက်ကြသည်၎င်းမှာတသက်ထောက်ထားဖျောက်ဖျက်ရန်အတွက်သူမကိုအပီးတိုင်တပ်ဖြတ်ပြရန်ပင်ဖြစ်သည်လူမဆန်သောထိုချမ်းစီကိုအကောင့်ထဲဖော်ရန်သူတို့ချက်ချင်းပင်လှုပ်ရှားလာခဲ့ကြတော့သည်သူတို့သည်အသက်ငယ်နေပြီဖြစ်သောသူမ၏လေပင်ကိုအဝိစာတစ်ခုဖြင့်အတင်းအကျပ်ရစ်ပတ်ကညှစ်လိုက်ကြသည်သူမသည်အသက်ရှူကျက်လာပြီးနောက်ဆုံးလက်ကျန်ခွန်အားလေးဖြင့်ရုန်းကန်ရန်ကြိုးစားခဲ့သည်သို့တော်လည်းရက်ဆက်သောလူသက်သမားများ၏လက်အောက်တွင်သူမ၏အားထုတ်မှုများကအရာမထင်ခဲ့ပေမိနစ်အနည်းငယ်အကြာတွင်တော့သူမ၏ခန္ဓာကိုယ်လေးသည်ငြိမ်သက်သွားကအသက်ဝိညာဉ်ကင်းမဲ့သွားခဲ့သည်သူမ၏နာကျင်ကြေကွဲပွေကောင်းလာသောဘဝနှင့်ကုန်းသည်ထိုအေးဆက်သောကျမ်းမြေမော်တွင်အဆုံးသတ်သွားခဲ့ရတော့သည်လူသက်သမားများသည်နမဲကြီးအဆိုတော်တဦးကိုတပ်ဖြတ်မိသွားကြောင်းသိလိုက်ရသောအခါအလွန်အမင်းထိတ်လန့်သွားကြသည်အကယ်၍အာဏာပိုင်များသာဤကိစ္စကိုသိရှိသွားပါကသူတို့အားလုံးအသေးတန်းကြခံရမည်ကိုကောင်းစွာသိနေကြသည်ထို့ကြောင့်သူတို့သည်အခမ်းတကားကိုလုံခြုံစွာပိတ်ဆို့လိုက်ပြီးအလောင်းကိုမိတို့ဖျောက်ဖျက်ရမည်ကိုဆွေးနွေးကြတော့သည်အစောပိုင်းကပျော်ရွှင်ပွဲကောင်းနေသောပါတီခန်းကြီးသည်ယခုအခါတေမင်း၏ရနံ့များနှင့်ကြောက်ရွံ့မှုများလွှမ်းမိုးနေပြီဖြစ်သည်နောက်ဆုံးတွင်တော့တသက်အထောက်ထားလုံးဝမကျန်ရှိစေရန်အတွက်သူမ၏ခန္ဓာကိုယ်ကိုမီးရှို့ဖျက်ဆီးရန်သဘောတူညီလိုက်ကြသည်ညသကောင်းရန်အချိန်သို့ရောက်သောအခါသူတို့သည်သူမ၏အသက်မဲ့နေသောခန္ဓာကိုယ်ကိုကော်စောဖြင့်ရစ်ပတ်လိုက်ကြသည်ထို့နောက်လုံခြုံရေးအဆောင်များမသိစေရန်ကလပ်၏နောက်ဖေးပေါင်းမှနေ၍တိတ်တဆိတ်တည်ဆောင်သွားခဲ့ကြသည်ခြံဝန်း၏အစွန်ဆုံးထောင်းတနေရာတွင်အသုံးမပြုတော့သောမိတင်ကြိုဆက်ဟောင်းတစ်ခုရှိနေသည်သူတို့သည်သူမ၏အလောင်းကိုထိုးဆက်ထဲသို့ထည့်ကာရေနံစီများလောင်း၍မိအပြင်းအထန်ရှုပ်ပစ်လိုက်ကြသည်တဝုံဝုံမြေဟဲလောင်ကျွမ်းနေသောမီးတောင်များကသူတို့၏ရက်ဆက်ရုံမှသောပြစ်မှုကြီးကိုအပီးတိုင်ဖုံးကွယ်ပေးနေခဲ့သည်သူတို့သည်မီးတောင်များကသူမ၏ခန္ဓာကိုယ်ကိုအပြည့်အဝဝါမြို့သွားသည့်အထိနာရီပေါင်းများစွာစောင့်ကြည့်နေခဲ့ကြသည်နောက်ဆုံးတွင်တော့ပြာပုံများနှင့်မကျွမ်းတကျွမ်းကျန်နေသောအယိုးအစအနာလေးများသာအကျွင်းအကြံဖြင့်ကျန်ရစ်ခဲ့တော်သည်သူတို့သည်ထိုရိုးပြများကိုခေါ်ပြားဖြင့်ဂယုတစိုက်ကျုံယူကာနေအိုးတစ်လုံးတည်းသို့ထည့်လိုက်ကြသည်ထိုနောက်အိုးထဲမှအယိုးပြများအပြင်သို့မထွက်ကြစေရန်ဖျောင်းများဖြင့်လုံခြုံစွာပိတ်ဆို့လိုက်ကြသည်တစ်ချိန်ကအလွန်လှပခဲ့သောအဆိုတော်မလေးသည်ယခုအခါမြေအိုးတစ်လုံးထဲရှိအယိုးပြအဖြစ်သို့သာပြောင်းလဲသွားခဲ့ရသည်လူသက်သမားအုပ်စု၏ခေါင်းဆောင်ဖြစ်သူကထိုအယိုးပြအိုးကိုမြုပ်နှံရန်လုံခြုံသောနေရာတစ်ခုကိုလိုက်လံရှာဖွေခဲ့သည်ထိုစဉ်ခြံဝန်း၏အစွန်ဘက်ရှိ200ချီတက်တန်းရှိသောညောင်ပင်ကြီးတစ်ပင်ကိုသူတို့သွားတွေ့ခဲ့ကြသည်ညအမှောင်ထုကိုအကာအကွယ်ယူကာညောင်ပင်ကြီးအမြင့်များအနီးတွင်တွင်းနက်ကြီးတစ်ခုကိုအမြန်တူးလိုက်ကြသည်သူတို့သည်အယိုးပြအိုးကိုထိုတွင်းနက်ကြီးထဲသို့ထည့်ကာမြေကြီးများဖြင့်တေချာစွာပြန်လည်ဖုံးအုပ်လိုက်ကြသည်သဘာဝအတိုင်းဖြစ်နေစေရန်အတွက်တူးဆွထားသောမြေကြီးများပေါ်တွင်တရွက်ချောင်များကိုပါဖြန့်ကျဲထားလိုက်ကြသည်အထောက်အထားများကိုဖျောက်ဖျက်ပြီးနောက်ထိုတထေးသားများသည်သူတို့၏ပုံမှန်ဘဝများစီသို့အေးဆေးစွာပြန်သွားခဲ့ကြသည်သူတို့၏ကျွဲဝါသောငွေကြေးများကိုအသုံးပြုကာစူဇန်မေးမြန်းသူများကိုလက်ထိုး၍နှုတ်ပိတ်ခဲ့ကြသည်ကလပ်တာဝန်ရှိသူများကိုမူအဆိုတော်မလေးသည်တထေးတဦးနှင့်အတူအစောကြီးပြန်သွားပြီဖြစ်ကြောင်းလိမ်လည်ပြောဆိုခဲ့ကြသည်သူမ၏မိသားစုဝင်များကလိုက်လံရှာဖွေသောအခါတွင်လည်းဤသည့်သဲလွန်ဇက်ကိုများရှာဖွေတွေ့ရှိခဲ့ခြင်းမရှိပေအချိန်ကြာလာသောအခါလူတိုင်းကသူမသည်အခြားမျိုးသို့ခိုးရလိုက်ပြေးသွားသည်ဟုသာကောက်ချက်ချကမေးပြောက်သွားခဲ့ကြသည်သို့တော်လည်းသူမ၏ဝိညာဉ်လေးမှမူအကျဉ်းဖက်ခံရသောနေရာမှကျွတ်လွတ်ခွင့်မရဘဲရှိနေခဲ့သည်သူမသည်ကလပ်၏ခြံဝန်းထဲတွင်ဝိညာဉ်အဖြစ်နိုးထလာပြီးအလွန်အမင်းဒေါသထွက်ခဲ့ရသည်အတိုင်းမသိသောဒေါသများနှဆိုင်သောဝမ်းနည်းမှုများနှင့်ကလေးစားချစ်လိုစိတ်များကသူမ၏ရင်ထဲတွင်ပေါက်ကွဲနေခဲ့သည်သူမကိုတတ်သွားသူများလွတ်မြောက်နေသည်ကိုမြင်တွေ့နေရတော့လေဝိညာဉ်ဘဝဖြင့်မြည်သောများတုံ့ပြန်နိုင်စွမ်းမရှိခဲ့ပေ
မတရားမှုများဖြင့်တည်ဆုံးခဲ့ရခြင်းကသူမကိုငြိမ်သက်မှုမရှိသောတကူကြီးတရေမှတဦးအဖြစ်သို့ပြောင်းလဲသွားစေခဲ့သည်နှစ်ကာလများကြာမြင့်လာသောအခါအဆိုပါကလပ်ဟောင်းကြီးကိုနမ်းမြိုင်ဟိုတယ်အဖြစ်အသွင်ပြောင်းတည်ဆောက်ခဲ့ကြသည်ထို့သောသူမ၏ဝိညာဉ်သည်အသက်ခံခဲ့ရသောအခန်းထဲတွင်သာအမြဲတမ်းဆွဲကပ်ကကြံ့ရစ်နေခဲ့သည်ထိုအခန်းတွင်လာရောက်တဲခိုသောဧည့်သည်များကိုသူမ၏ဝမ်းနည်းဖွယ်ဇလံလေးပြောပြရန်အမြဲကြိုးစားခဲ့သည်တို့ရတွင်သူမ၏ခြောက်ခြားဖွယ်ရုပ်သွင်းနှင့်ငိုရှိုက်တံများကြောင့်ဧည့်သည်များအားလုံးအလွန်မင်းထိတ်လန့်သွားခဲ့ကြသည်သူမစကားတခွန်းမျှပင်မဟာပြောရသေးခင်မှာပင်လူတိုင်းကအခန်းထဲမှအမြန်ဆုံးထွက်ပြေးသွားတတ်ကြသည်ဤကဲ့သို့ချောက်လန့်မှုများမကြာခဏဖြစ်ပေါ်လာသောကြောင့်ဟိုတယ်တာဝန်ရှိသူများကထိုအခန်းကိုအပြီးတိုင်ပိတ်ထားလိုက်ကြသည်နမ်းမြိုင်ဟိုတယ်မှာတရေချောက်သောအခန်းအကြောင်းသည်ပြင်ဦးလင်တစ်မျိုးလုံးသာမကအနေနဲ့အရရက်တို့ပါပြန့်နှံ့သွားခဲ့သည်သူမတိုင်းအမှောင်ထုထဲတွင်ပိတ်လောင်ခံရရင်သူမကိုနားထောင်ပြီးမိရဲရင့်သူတဦးကိုသာအဆုံးမဲ့ဆောင်ဆိုင်နေခဲ့ရသည်ဆယ်စုနှစ်များမှသည်ရာစုနှစ်ဝက်နီးပါးကူပြောင်းလာသောအခါသူမ၏မျှော်လင့်ချက်များလည်းတဖြည်းဖြည်းမှေးမိန်လာခဲ့သည်သူမတယောက်တည်းခံစားနေရသောအထီးကျန်ဆန်မှုသည်အသက်ခံရစဉ်ကနာကျင်မှုထက်ပင်ပိုမိုဆိုးရွားနေခဲ့သည်ယနေ့ညတွင်ကြော်စွာနှင့်တွေ့ဆုံရချိန်မှသာသူမ၏ဘဝတွင်ထူးခြားသောအပြောင်းလဲတစ်ခုဖြစ်ပေါ်လာခဲ့သည်သူကအခြားသူများကဲ့သို့ထွက်ပြေးမသွားဘဲကူညီရန်ကမ်းလှမ်းလာသောအခါသူမအတွက်မျှော်လင့်ချက်ရောင်ကြီးလေးတန်းလာခဲ့သည်ထို့ကြောင့်သူမသည်နှစ်ပေါင်းများစွာမျိုးသိပ်ထားခဲ့ရသောနာကျင်ပွဲအတိတ်များကိုရင်ဖွင့်ကပြောပြခဲ့ခြင်းဖြစ်သည်သူမသည်ကြောစွာကိုအသနာခံသောမျက်ဝန်းများဖြင့်ကြည့်ရင်သူစိတ်ပြတ်သွားမိကိုအလွန်စိုးရိမ်နေခဲ့သည်သူမ၏ဝမ်းနဲ့ကြေကွဲပွေကောင်းသောစကားသံများသည်တိတ်ဆိတ်နေသောအခန်းချင်းလေးထဲတွင်ပဲ့တင်ထက်ကအဆုံးသတ်သွားခဲ့သည်ကျော်စွာသည်ခရင်မော်ရင်ကြောက်ရွံ့တရုတ်ကဲ့သို့ငြိမ်သက်စွာထိုင်ရင်သူမ၏စကားများကိုနားထောင်နေမိသည်သူမပြောပြခဲ့သောရက်စက်ရုံမှသည့်ဖြစ်ရများကိုသူ၏မျက်စိထဲတွင်ကွင်းကွင်းကွက်ကွက်မြင်ရောက်နေခဲ့သည်အခန်းတွင်ရှိအေးဆက်နေသောလေတုသည်ယခုအခါလေးနက်သောဝမ်းနည်းမှုအငွေ့အသက်များအဖြစ်သို့ပြောင်းလဲသွားခဲ့ပြီဖြစ်သည်ကြောက်မက်ဖွယ်ကောင်းသောတရေမကြီးသည်တကယ်တမ်းတွင်ရက်ဆက်စွာအနိုင်ကျင့်ခံခဲ့ရသောမိန်းကလေးတဦးသာဖြစ်နေကြောင်းသူနားလည်လိုက်သည်ကုညီမဲ့စွာဖြင့်သူမတယောက်တည်းခံစားခဲ့ရမည့်ဒုက္ခများအတွက်ကြော်စွာ၏နှလုံးသားတစ်ခုလုံးအကြီးအကျယ်ကြေကွဲသွားခဲ့ရတော့သည်မနှင်းစီမျက်နှာပေါ်ရှိအပြုံများပျောက်ကွယ်သွားပြီးနာကျင်ကြေကွဲဖွယ်အတိတ်ကိုပြန်လည်ဒူးဆွာလာခဲ့သည်ထိုနေ့ကအလွန်ချမ်းရည်သောဆောင်းရာသီအင်းနှင်းများကျဆင်းနေသောညတညဖြစ်ကြောင်းသူမကအတန်တုံတုံရီဖြင့်ပြောပြသည်မြို့ပေါ်ရှိနာမည်ကြီးတထေးသားတစုကသူတို့၏ကိုယ်ပိုင်ပါတီပွဲအတွက်သူမကိုအထူးပွဲငှားရမ်းခဲ့ကြသည်ထိုပါတီပွဲကိုယခုနမ်းမြိုင်ဟိုတယ်ဖြစ်လာမည့်အဆောက်အဦ၏တီးတန့်ခမ်းမဆောင်တွင်ကျင်းပရန်စီစဉ်ထားခဲ့သည်ငွေကြေးအမြောက်များပေးထားသောကြောင့်သူမသည်လည်းပရိသတ်များအတွက်အကောင်းဆုံးဖျော်ဖြေပေးရန်ပြင်ဆင်လာခဲ့သည်ပါတီပွဲကျင်းပမည့်ညနေခင်းတွင်သူမသည်အလားပါဆုံးသောဝတ်စုံကိုဝတ်ဆင်ကထိုကလပ်သို့ရောက်ရှိလာခဲ့သည်ကလပ်၏အတွင်ပိုင်းကိုခန်းနာထဲဝါစွာပြင်ဆင်ထားပြီးအရက်သေးစားများကိုလည်းအရှံပဲတီးခင်းထားသည်သူမကိုမြင်သည်နှင့်ထိုတထေးသားလူငယ်တစုသည်အလွန်အမင်းသဘောကျကဝမ်းသာအားရကြိုဆိုခဲ့ကြသည်ပွဲစတင်သည်နှင့်သူမသည်ဆင်မြင့်ထက်သို့တက်ကသူမ၏ချိုးသားသောအတန်ဖြင့်တခြင်းများကိုစတင်သည်ဆိုခဲ့သည်ပရိသတ်များမှသူမ၏အလှပနှင့်အတန်ကိုသဘောကျလွန်သဖြင့်လက်ခုပ်တံများဆူညံစွာထွက်ပေါ်လာခဲ့သည်သူမ၏တခြင်းတံများကခမ်းမကျဲကြီးတစ်ခုလုံးကိုလွှမ်းခြုံထားပြီးလူတိုင်းကိုမှော်ဝင်စေတဲ့ကဲ့သို့ဖန်ဆားထားနိုင်ခဲ့သည်သို့တော်လည်းအချိန်ကြာလာသည်နှင့်အမျှတထေးသားအုပ်စုသည်တည်ရည်တည်ရက်များကိုအလွန်ကျွံတောက်စားမှုရလာကြသည်သူတို့၏အကြည့်များကတာမန်ပရိသတ်တယောက်၏အကြည့်မျိုးမဟုတ်ဘဲရမတ်ပြင်းပြစွာကြာရောက်လာခဲ့သည်သူမသည်ထိုအခြေအနေကိုရိပ်မိလာသောကြောင့်စိတ်ထဲတွင်မလုံးမချုံဖြစ်ကစိုးရိမ်စိတ်များဝင်ရောက်လာခဲ့သည်ထို့ကြောင့်သူမသည်တီဆိုနေသောတခြင်းများကိုအမြန်ဆုံးအဆုံးသတ်ကပြန်ရန်ကြိုးစားခဲ့သည်ညနေလာသောအခါပါတီပွဲသို့လာရောက်သူများတဖြည်းဖြည်းနေပါလာပြီးအချို့မှပြန်သွားခဲ့ကြပြီဖြစ်သည်ခမ်းမကျဲကြီးထဲတွင်သူမနှင့်ထိုတထေးသားလူငယ်တစုသာအဓိကကျန်ရစ်နေခဲ့သည်သူမသည်ပွဲသိမ်းပြီးဖြစ်၍အိမ်ပြန်ခွင့်ပြုရန်သူတို့ကိုယဉ်ကျေးစွာသွားရောက်တောင်းပန်ခဲ့သည်သို့တော်လည်းမူရစ်နေသောလူငယ်တစုကသူမကိုအလွယ်တကူပြန်လွတ်ပေးရန်စိတ်ကူးလုံးဝမရှိခဲ့ကြပေသူတို့ကသူမကိုနောက်ထပ်တခြင်းများဆက်လက်သည်ဆိုရန်အတင်းအကျပ်ဖိအားပေးတောင်းဆိုလာကြသည်သူမသည်အလွန်ပင်ပန်းနေပြီဖြစ်ကြောင်းနှင့်နောက်နေ့မှသာပြန်လည်ဖျော်ဖြေပေးမည်ဖြစ်ကြောင်းထပ်မံညှင်းဆန်ခဲ့သည်ထိုကတထေးသားတဦးကဒေါသတကြီးဖြင့်စင်မြင့်ပေါ်သို့တက်လာကသူမ၏လက်ကိုဆွဲကင်လိုက်သည်သူမသည်အလွန်လန့်သွားပြီးထိုသူ၏လက်ထဲမှရုံထွက်ရန်အစွမ်းကုန်ကြိုးစားခဲ့သည်သို့တော်လည်းယောက်ျားခွန်အားကိုမိမသားတဦးအနေဖြင့်အလွယ်တကူရှင်ပြိုင်နိုင်စွမ်းမရှိခဲ့ပေအားရှိနေသောတထေးသားများကလည်းသူမကိုကူညီမိအစား
ရီမောကဝိုင်းဝန်းကြည့်ရှုနေခဲ့ကြသည်သူမသည်အကြောက်လွန်လာပြီးအခန်းပြင်သို့ထွက်ပြေးရန်အမြန်ဆုံးခြေလှမ်းများကိုပြင်ဆင်လိုက်သည်သို့တော်လည်းထိုလူရုပ်မှတစုသည်အခန်းတကားများကိုတောက်ခတ်ကအလုံးပိတ်လောင်လိုက်ကြသည်ယခုအခါသူမသည်ချင်းသည့်လောင်အိမ်ထဲသို့ရောက်ရှိသွားသောတမင်ငယ်လေးတစ်ကောင်ကဲ့သို့အကူအညီမဲ့နေခဲ့သည်အပြင်ဘက်တွင်လည်းစောင်းရသည့်အေးတံကပြင်းထန်နေပြီးလူသူအရေးအယောင်လုံးဝပြက်လက်နေခဲ့ပြီဖြစ်သည်မြင်မြပင်အော်ဟစ်အကူအညီတောင်းတော်လဲထူရဲသောနေရန်ကြီးများကြားတွင်သူမ၏အတန်များပျောက်ကွယ်သွားခဲ့ရသည်သူမ၏မျက်ဝန်းများမှမျက်ရည်များစီးကျလာပြီးသူတို့ကိုတနာရန်အကြိမ်ကြိမ်အတနာခံခဲ့သည်သို့သောရမမီတောက်လောင်နေသောထိုလူတစု၏နာထဲတွင်သူမ၏ငိုရှိုက်တံများကအချီးနှီးသာဖြစ်နေခဲ့သည်သူတို့သည်သူမကိုဝိုင်းဝန်းဖမ်းဆီးကအလွန်ရက်ဆက်ယုံမာစွာဖြင့်အုပ်စုဖွဲ့စော်ကားရန်ပြင်ဆင်လာကြသည်ထိုညကသူမ၏ဘဝတွင်အဆိုးရွားဆုံးနှင့်အကြောက်မက်ဖွယ်အကောင်းဆုံးအချိန်ကာလတစ်ခုဖြစ်ခဲ့ရသည်အလားပါကိုတန်မိုးမထားဘဲဖျက်ဆီးလိုသောလူယုံမာများ၏လက်ထဲတွင်သူမအပြင်းထန်ဒုက္ခရောက်ခဲ့ရသည်ထိုလူယုံမာတစု၏ရက်ဆက်ကြမ်းကြုတ်မှုများကိုသူမတယောက်တည်းအန်တုခုခံနိုင်စွမ်းလုံးဝမရှိခဲ့ပေကြမ်းတမ်းသောရိုက်နှက်မှုများကြောင့်သူမ၏ခန္ဓာကိုယ်အနှံ့ပြားတွင်ဒဏ်ရာများစွာရရှိခဲ့သည်သူမ၏လှပသောဝတ်စုံလေးသည်လည်းစုပ်ပြဲကာသွေးစွန်းပြီးကြမ်းမြင့်ပေါ်တွင်ဖျို့ဖျဲဖြစ်နေခဲ့သည်သူမ၏အသီးစိတ်များတဖြည်းဖြည်းဝေဝါးလာပြီးခံစားရသောနာကျင်မှုများကအဆုံးစွန်သို့ရောက်ရှိနေခဲ့သည်မနှင်းစီသည်ထိုအဖြစ်ပြက်ကိုပြန်လည်ပြောပြရင်းအတန်များတုန်ရင်ကငိုကြွေးနေခဲ့သည်စော်ကားပြီးနောက်တွင်သူတို့၏ပြစ်မှုများပေါ်ပေါက်သွားမည်ကိုထိုလူတစုကအလွန်အမင်းစိုးရိမ်လာကြသည်မိန်းကလေးတစ်ယောက်ကိုဤမြရက်ဆက်စွာပြုမှုခဲ့ခြင်းကိုဥပဒေကခွင့်လွှတ်မည်မဟုတ်ကြောင်းသူတို့သိရှိကြသည်ထို့ချို့ကြောင့်သူတို့သည်အချင်းချင်းတိုင်ပင်ကနောက်ဆုံးတွင်အလွန်ဆိုးရွားသောဆုံးဖြတ်ချက်တစ်ခုကိုချမှတ်လိုက်ကြသည်၎င်းမှာတပ်သည့်အထောက်အထားဖျောက်ဖျက်ရန်အတွက်သူမကိုအပြီးတိုင်တပ်ဖြတ်ပြရန်ပင်ဖြစ်သည်လူမဆန်သောထိုအကြံစီကိုအကောင့်ထဲပေါ်ရန်သူတို့ချက်ချင်းပင်လှုပ်ရှားလာခဲ့ကြတော့သည်သူတို့သည်အသက်ငယ်နေပြီဖြစ်သောသူမ၏လေပင်ကိုအဝိဇ္ဇတစ်ခုဖြင့်အတင်းအကျပ်ရစ်ပတ်ကာညှစ်လိုက်ကြသည်သူမသည်အသက်ရှူကျလာပြီးနောက်ဆုံးလက်ကျန်ခွန်အားလေးဖြင့်ရုန်းကန်ရန်ကြိုးစားခဲ့သည်သို့တော်လည်းရက်ဆက်သောလူသက်သမားများ၏လက်အောက်တွင်သူမ၏အားထုတ်မှုများကအရာမထင်ခဲ့ပေမိနစ်အနည်းငယ်အကြာတွင်တော့သူမ၏ခန္ဓာကိုယ်လေးသည်ငြိမ်သက်သွားကအသက်ဝိညာဉ်ကင်းမဲ့သွားခဲ့သည်သူမ၏နာကျင်ကြေကွဲဖွယ်ကောင်းလာသောဘဝနေကုန်းသည်ထိုအေးဆက်သောကြမ်းမြင့်မော်တွင်အဆုံးသတ်သွားခဲ့ရတော့သည်နောက်တစ်နေ့နက်နက်နေရောင်ကြီးများဟိုတယ်အခန်းတွင်သို့ဖြာချလာသောအခါကြော်စွာသည်စောစီးစွာနိုးထလာခဲ့သည်ယမန်နေ့ညကအဖြစ်ပြက်များသည့်အိမ်မက်တစ်ခုကဲ့သို့ထင်ရတော့လေသူ၏ဇပွဲပေါ်ရှိရှေးဟောင်းပကြီးကားလေးကအမှန်တကယ်ဖြစ်ပျက်ခဲ့ကြောင်းကိုသက်သေပြနေသည်သူသည်ထိုပကြီးကားလေးကိုဂယုတစိုက်ဖြန့်ကြည့်လိုက်သောအခါမနှင်းစီအလှအပကိုထင်ဟပ်နေသောရေစေးပကြီးကားတစ်ချက်ဖြစ်နေသည်ကိုတွေ့ရသည်ပကြီးကား၏တောင်တနေရာတွင်တက္ကရီနှင့်တကွသူမ၏အမိကိုတေသက်စွာရေးထိုးထားသည်ကိုလည်းမြင်တွေ့ရသည်ကျော်စွာသည်ပကြီးကားလေးကိုတေချစွာပြန်လည်လိမ့်သိမ်းပြီးနောက်သူ၏ခီးဆောင်အိတ်ထဲသို့လုံခြုံစွာထည့်ထားလိုက်သည်ထို့နောက်သူသည်မျက်နှာသစ်ကိုလက်သက်စင်ကမနှင်းစီကြည်ပေးထားသည့်အတိုင်းလှုပ်ဆောင်ရန်ပြင်ဆင်တော်သည်ဟိုတယ်၏ထမင်းစားခန်းသို့သွားရောက်ကနန်းနန်းစာစားရင်ခြံဝန်း၏အနောက်ဘက်သို့သွားရောက်နိုင်မည့်လမ်းကြောင်းကိုအကဲခတ်နေခဲ့သည်နေခင်းဘက်တွင်ဟိုတယ်ဝန်ထမ်းများအလုပ်ရှုပ်နေခြင်းကိုအခွင့်ကောင်းယူကာအနောက်ဘက်ခြံဝန်းစီသို့တိတ်တဆိတ်ထွက်လာခဲ့သည်မနှင်းစီညွှန်ပြခဲ့သည့်အတိုင်းခြံဝန်း၏အစွန်ဆုံးသို့ရောက်သောအခါအေယာမညောင်ပင်ကြီးတစ်ပင်ကိုသူတွေ့လိုက်ရသည်ထိုညောင်ပင်ကြီးသည်နှစ်ပေါင်းရာချီတက်တန်းရှိပြီဖြစ်ကြောင်း၎င်း၏ကြီးမားလာသောလုံးပတ်နှင့်တွဲလောင်းကျနေသောညောင်မြင့်များကတက်သေးပြနေသည်ပတ်ဝန်းကျင်တွင်ခြုံရွယ်ပိတ်ပေါင်းများထူထပ်စွာပေါက်ရောက်နေပြီးလူသူအရောက်ပေါက်နေပါလာကြောင်းသိသာနေသည်ကျော်စွာသည်သူယူဆောင်လာသောကော်ပြားငယ်လေးဖြင့်ညောင်ပင်ကြီးအမြင့်များကြားတွင်မြေကြီးများကိုစတင်တူးဆွရန်ပြင်ဆင်လိုက်သည်သူသည်မှန်းဆထားသောနေရာတစ်ဝိုက်တွင်မြေကြီးများကိုဂယုတစိုက်တူးဖော်နေခဲ့သည်နိုင်ဝက်ခန့်ကြာပြီးနောက်သူ၏ကော်ပြားသည်မာကျောသောအရာတစ်ခုနှင့်ခိုက်မိသွားတံကိုကြားလိုက်ရသည်ရင်ခုန်တံများမြန်ဆန်လာကမြေကြီးများကိုလက်ဖြင့်အသာယာဖယ်ရှားကြည့်လိုက်သောအခါရွှွန်များပေကျန်နေသောမြေအိုးတစ်လုံးကိုတွေ့ရှိလိုက်ရသည်အိုး၏အဝါကိုဖျောင်းများဖြင့်လုံခြုံစွာပိတ်ဆို့ထားဆဲဖြစ်ပြီးနှစ်ပေါင်းများစွာကြာမြင့်ခဲ့ပြီးဖြစ်တော်လဲမပြတ်မစည်းဘဲရှိနေသေးသည်ထိုအိုးထဲတွင်မနှင်းစီအယိုးပြများရှိနေမည်ကိုသူသေးချစွာသိရှိလိုက်သည်ကြောစွာသည်ထိုအယိုးပြအိုးကိုမြေကြီးထဲမှအသာယာဆွဲထုတ်ယူလိုက်ပြီးတန်ရှင်းရေးအနှဲငယ်လှုပ်လိုက်သည်အိုးကိုကင်ထားစဉ်သူ၏ရင်ထဲတွင်လေးလံသောဝမ်းနည်းမှုတစ်ခုကိုထပ်မံခံစားလိုက်ရပြန်သည်တစ်ချိန်ကကြော်ကြားခဲ့သောအဆိုတော်မလေးဘဝသည်ဤမြေအိုးငယ်လေးထဲတွင်အဆုံးသတ်သွားခဲ့ရသည်ကိုတွေ့ရင်တပ်ပြင်းချမိသည်စသူသည်ထိုအိုးကိုအဝစ်တစ်ခုဖြင့်တေချစွာထုတ်ပိုးက
သူ၏ကြောဘူးအိတ်ထဲသို့လုံခြုံစွာထည့်လိုက်သည်ထို့နောက်တူးထားသောကျင်းကိုမြေကြီးများဖြင့်ပြန်လည်ဖုံးအုပ်ကာတရွက်ချောင်းများဖြင့်တဘာဝအတိုင်းဖြစ်အောင်ပြန်လည်ဖန်တီးထားလိုက်သည်အလုပ်ပြီးစီးသွားသောအခါကျော်စွာသည်ဟိုတယ်သို့ပြန်လာကာသူ၏ပစ္စည်းများကိုတင်စီပြီးချက်ချင်းပင်ချက်ကောက်လုပ်လိုက်သည်ဟိုတယ်ဝန်ထမ်းလေးကသူ၏မြမြန်းဆန်းဆန်းပြန်လည်ထွက်ခွာမည်ကိုအနှဲငယ်အံ့သာသွားတော်လဲရင်ကျေးစွာနှုတ်ဆက်ခဲ့သည်ကျော်စွာသည်သူ၏ကားပေါ်သို့တက်ကာပြည်ဦးလွင်မျိုးလေးကိုကြောခိုင်း၍မန္တလေးမြို့စီသို့ပြန်လည်ဦးတည်ခဲ့သည်သူ၏ရွယ်ချက်မှာမနှင်းစီအယိုးပြများကိုARမြစ်ထဲသို့တွားရောက်မျောပေးရန်ပင်ဖြစ်သည်ခရီးစဉ်တစ်လျှောက်လုံးတွင်သူ၏စိတ်ထဲ၌မနှင်းစီဝိညာဉ်လေးအမြန်ဆုံးအေးချမ်းစွာကျွတ်လွတ်ပါစေဟုသာဆုတောင်းနေခဲ့သည်မန္တလေးမြို့သို့ရောက်သောအခါသူသည်ARမြစ်ကမ်းဘေးရှိတိတ်ဆိတ်သောနေရာတစ်ခုသို့တွားရောက်ခဲ့သည်နေဝင်စည်းစာအချိန်ဖြစ်၍မြစ်ပြင်ကျဲကြီးသည်ရွှေရောင်လွှမ်းကာအေးချမ်းစွာစီးဆင်းနေသည်ကြောစွာသည်အယိုးပြအိုးကိုကိုင်ဆောင်ကာမြစ်ကမ်းဆက်သို့ဆင်းသွားပြီးမနှင်းစီအတွက်နောက်ဆုံးဆုတောင်းမြတ်တာများပို့တာပေးလိုက်သည်ခမည်းရဲ့ဒုက္ခတွေအလုံးဒီရေးစည်းကြောင်းနဲ့အတူမျောပါသွားပါစေနောက်ဘဝမှာဒီလိုအဖြစ်ဆိုးမျိုးနဲ့ဘယ်တော့မှမကြုံရပါစေနဲ့ဟုသူကတိုးညင်းစွာဆုတောင်းလိုက်သည်ထို့နောက်အိုး၏အပိတ်ကိုဖွင့်ကာအယိုးပြများကိုမြစ်ရည်ထဲသို့ဖြင်းညင်းစွာမျောချလိုက်သည်အယိုးပြများသည်ရေစည်းကြောင်းနှင့်အတူတဖြည်းဖြည်းမျောပါသွားပြီးARမြစ်ပြင်ကျဲကြီးထဲတွင်ပျောက်ကွယ်သွားခဲ့သည်ထိုအချိန်တွင်ကျော်စွာ၏ရင်ထဲမှအလွန်လေးလံသောဝင်တို့ဝင်ပိုးကြီးတစ်ခုကြာဆင်းသွားတဲ့ကဲ့သို့ခံစားလိုက်ရသည်ရုတ်တရက်သူ့ပတ်ဝန်းကျင်တွင်မွေးကြိုင်သောပန်းရနံ့တင်းတင်းလေးတစ်ခုကိုလေပြေအေးနှင့်အတူရလိုက်သည်လေထဲတွင်ဝမ်းသာအားရရင်မောတန်တဲတဲလေးတစ်ခုကိုလည်းကြားလိုက်ရတဲ့ကဲ့သို့ထင်မှတ်ရသည်မနှင်းစီဝိညာဉ်လေးအမှန်တကယ်ကျွတ်လွတ်သွားပြီဖြစ်ကြောင်းကိုသူအသေးချာယုံကြည်လိုက်တော့သည်ကျော်စွာသည်ထိုနေရာတွင်ခိတ္တမြရက်နေရင်မြစ်ပြင်ကျဲကြီးကိုငေးကြည့်နေမိသည်သူ၏စာရေးဆရာဘဝတွင်အမတ်တရအဖြစ်ဆုံးနှင့်ခြေကွဲွယ်အကောင်းဆုံးသောဇလန်းတစ်ပုဒ်ကိုသူကိုယ်တိုင်ပါဝင်ပတ်သက်ခဲ့ရသည်ဤဇလန်းသည်စာအုပ်ဖြင့်ထွက်ပေါ်လာသောအခါစာဖတ်သူများကိုချောက်လန့်ယုံသားမကဘဝ၏အနှိမ့်အမြင့်များကိုပါသင်ခန်းစာပေးနိုင်မည်ကိုသူသိနေသည်သူသည်နောက်လက်ကားကားစီသို့ပြန်လျှောက်လာခဲ့ပြီးသူ၏အခန်းငယ်လေးစီသို့ပြန်လည်မောင်းနှင်လာခဲ့သည်သူ၏စိတ်ထဲတွင်တော့နမ်းမြိုင်ဟိုတယ်ကနှင်းစီဟုသောစာအုပ်ခေါင်းစဉ်လေးကိုပုံဖော်နေမိတော့သည်မန္တလေးမြို့ရှိသူ၏နေအိမ်သို့ပြန်ရောက်ပြီးနောက်ကျော်စွာသည်အနားမယူနိုင်သေးပဲကွန်ပျူတာရှေ့တွင်ချက်ချင်းနေရာယူလိုက်သည်မနှင်းစီကြေကွဲဖွယ်ရာဇလန်ကသူ၏အုံနောက်ထဲတွင်အဆက်မပြတ်လဲပတ်နေပြီးစာရွက်ပေါ်သို့ချရေးရန်အတင်းအကျပ်တိုက်တွန်းနေခဲ့သည်သူသည်ပြင်ဦးလွင်ခရီးစဉ်မှရိုက်ကူးလာသောဓာတ်ပုံများအတန်ဖိုင်များနှင့်မှတ်စုများကိုတေချာစွာပြန်လည်စီစဉ်လိုက်သည်အထူးသဖြင့်မနှင်းစီပေးရခဲ့သောရှင်းအောင်ပကြီးကားလေးကိုသူ၏အလုပ်စပွဲရှိတွင်မျက်နှိုးစွာချိတ်ဆွဲထားလိုက်သည်ထိုပကြီးကားလေးကသူ့ကိုစာရေးရန်အတွက်အကောင်းဆုံးသောခွန်အားနှင့်လှုံ့ဆော်မှုများကိုပေးစွမ်းနေတဲ့ကဲ့သို့ရှိသည်ပထမဆုံးအနေဖြင့်သူသည်ဇလန်၏အကြံပြင်းအစီအစဉ်များကိုအခန်းဆက်များအလိုက်တေချာစွာရေးဆွဲလိုက်သည်သူ၏ရည်ရွယ်ချက်မှာတာမန်တရေဇလန်တစ်ပုဒ်လိုကြောက်မက်ဖွယ်ရာတသက်ကိုသာအသားပေးဖွယ်ရန်မဟုတ်ပေမနှင်းစီဘဝသူမ၏အနုပညာအပေါ်ထားရှိသောစိတ်ဓာတ်နှင့်ရက်ဆက်စွာခံစားခဲ့ရသောမတရားမှုများကိုစာဖတ်သူများနှက်နှက်ရှိုင်းရှိုင်းခံစားသိရှိနိုင်စေရန်ဖြစ်သည်ထို့ကြောင့်သူသည်ဇလန်၏အစပိုင်းတွင်ပြင်ဦးလွင်မြို့၏အလှအပနှင့်ကိုလိုနီခေတ်ကကလပ်၏စီကားပုံများကိုအသက်ဝင်အောင်ရေးဖွဲ့ခဲ့သည်မနှင်းစီချိုးသားသောအတန်နှင့်အလှအပများကိုလည်းစာဖတ်သူများမျက်စိထဲတွင်ကွင်းကွင်းကွက်ကွက်မြင်အောင်လာစေရန်ဖန်တီးခဲ့သည်စာရေးနေစဉ်အတွင်းကြော်စွာသည့်မနှင်းစီဝမ်းနည်းဖွယ်အတိတ်ကိုပြန်လည်ခန်းစားရသဖြင့်မျက်ရည်ကျမိသည့်အထိဖြစ်ခဲ့ရသည်အထူးသဖြင့်သူမအကြမ်းဖက်ခံရပြီးတပ်ဖြတ်ခံရသည့်အခန်းကိုရေးဖွဲ့ရာတွင်သူ၏လက်ချောင်းများပင်တုံရင်နေခဲ့သည်လူသားတစ်ယောက်နေဖြင့်မြင်းများပင်ရက်ဆက်ကြမ်းကြုတ်နိုင်ကြောင်းကိုသူ၏စာသားများဖြင့်အထင်သာပေါ်လွင်အောင်ရေးသားခဲ့သည်စာဖတ်သူတိုင်း၏ရင်ထဲတွင်မနှင်းစီအတွက်သနာကျင်နာစိတ်နှင့်လူသက်သမားများအပေါ်ဒေါသထွက်မှုများဖြစ်ပေါ်လာစေရန်ရည်ရွယ်ခဲ့သည်ညလုံးပေါင်းစာရေးခြင်းကိုရက်ပေါင်းများစွာဆက်တိုက်ပြုလုပ်ခဲ့ပြီးနောက်ဇလန်းသည်တဖြည်းဖြည်းပုံပေါ်လာခဲ့သည်ရက်တရရက်အနှင်းငယ်ကြာပြီးနောက်တွင်တော့နမြိုင်ဟိုတယ်ကနှင်းစီဟူသောဝတ္ထုရှည်ကြီးကိုသူအောင်မြင်စွာရေးသားပြီးစီခဲ့သည်တောင်မှုကိုအချောတက်ပြီးနောက်သူ၏ထုတ်ဝေသူထံသို့ချက်ချင်းပင်ပေးပို့လိုက်သည်ထုတ်ဝေသူကလည်းထိုဇလန်းကိုဖတ်ရှုပြီးနောက်အလွန်မင်းသဘောကျကအမြန်ဆုံးပုံနှိပ်ထုတ်ဝေရန်စီစဉ်ခဲ့သည်စောင်းမျက်နှာဖုံးအတွက်မနှင်းစီပေးခဲ့သောပကြီးကားလေးကိုအသုံးပြုရန်ကြော်စွာကအကြံပြုခဲ့ပြီးထုတ်ဝေသူကလည်းဝမ်းမြောက်စွာလက်ခံခဲ့သည်ထို့ကြောင့်စာအုပ်မျက်နှာဖုံးတွင်လှပဆွေးမြေ့ပွဲကောင်းသောမနှင်းစီ၏ပုံရိပ်လေးကအထင်သာနေရာယူလာခဲ့သည်စာအုပ်ထွက်ရှိလာသောအခါပရိသတ်များ၏တုံ့ပြန်မှုသည်ကြော်စွာမျှော်လင့်ထားသည့်ထက်ပင်
အစပေါင်းများစွာပုံမှုကြီးမားခဲ့သည်စာအုပ်သည်ရပ်ပိုင်းအတွင်းမှာပင်ရောင်းအားအကောင်းဆုံးစည်ရင်းဝင်ဖြစ်လာပြီးအကြိမ်ကြိမ်ပြန်လည်ရိုက်နှိပ်ခဲ့ရသည်ဖတ်ရှုသူတိုင်းကမနှင်းစီဇလန်းကိုဖတ်ပြီးနောက်မျက်ရည်မစင်နိုင်အောင်ဖြစ်ခဲ့ရကြောင်းရေးသားတုံ့ပြန်ခဲ့ကြသည်လူမှုကွန်ရက်စာမျက်နှာများတွင်လည်းဤစာအုပ်ကြောင်းကိုကြကြပြန့်ပြန့်ဆွေးနွေးလာကြပြီးအလွန်ရေပန်းစားလာခဲ့သည်နမ်းမြိုင်ဟိုတယ်၏လျှို့ဝှက်ချက်သည်ယခုအခါမြန်မာပြည်အနှံ့အပြားသို့တရားဝင်ပြန့်နှံ့သွားခဲ့ပြီးဖြစ်သည်စာအုပ်၏အောင်မြင်မှုနှင့်အတူကျော်စွာ၏နာမည်သည်လည်းစာပေလောကတွင်ပုံမထင်ရှားလာခဲ့သည်သို့တော်သူသည်ဤအောင်မြင်မှုများအတွက်ဂုဏ်ယူဝင်ကြွားခြင်းမရှိဘဲမနှင်းစီကိုသာကျေးဇူးတင်နေမိသည်သူသည်စာအုပ်မှရရှိသောအကျိုးအမြတ်တစ်ဝက်ကိုမနှင်းစီအတွက်ရည်စူး၍မိဘမဲ့ကေယာများနှင့်ဖုံတော်ကြီးเจ้าများသို့လှူဒန်းခဲ့သည်ဤကုသိုလ်ကောင်းမှုများကသူမ၏ဝိညာဉ်ကိုပုံမငြိမ်းချမ်းစေလိမ့်မည်ဟုသူအခိုင်အမာယုံကြည်ထားသည်သူ၏အခန်းထဲရှိမနှင်းစီ၏ပကြီကားလေးကိုကြည့်တိုင်းသူမကျေနပ်စွာပြုံးနေတဲ့ကဲ့သို့အမြဲတမ်းခံစားရသည်တနေ့တွင်တော့ကြောစွာထံသို့မမျှော်လင့်ထားသောဖုန်းအဆက်အသွယ်တစ်ခုရောက်ရှိလာခဲ့သည်ဖုန်းဆက်သူမှာရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုမှဒါရိုက်တာတဦးဖြစ်ပြီးနမ်းမြိုင်ဟိုတယ်ကနှင်းစီဇလန်းကိုရုပ်ရှင်အဖြစ်ဖန်တီးလိုကြောင်းကမ်းလှမ်းလာခြင်းဖြစ်သည်ဒါရိုက်တာကအေးဇလန်းသည်ရုပ်ရှင်အဖြစ်အသက်သွင်းလိုက်ပါကပရိသတ်များကိုပုံမထိတွေ့ခံစားနိုင်စေမည်ဟုပြောဆိုခဲ့သည်ကျော်စွာသည်ဤကမ်းလှမ်းချက်ကိုဝမ်းသာအားရလက်ခံလိုက်ပြီးဇညွှန်းရေးသားရာတွင်လည်းကိုယ်တိုင်ပါဝင်ကူညီရန်သဘောတူခဲ့သည်မနှင်းစီဇလန်းသည်စာရွက်ပေါ်မှနေ၍ရုပ်ရှင်ပိတ်ကားပေါ်သို့ရောက်ရှိလာတော်မူဖြစ်သည်ရုပ်ရှင်ရိုက်ကူးရေးလုပ်ငန်းများကိုပြင်ဦးလွင်မြို့ရှိနမ်းမြိုင်ဟိုတယ်တွင်ပင်တိုက်ရိုက်သွားရောက်ရိုက်ကူးရန်စီစဉ်ခဲ့ကြသည်ဟိုတယ်တာဝန်ရှိသူများကလည်းဤရုပ်ရှင်ကြောင့်သူတို့၏ဟိုတယ်ပုံမနာမည်ကြီးလာမည်ဖြစ်၍ဝမ်းမြောက်စွာခွင့်ပြုပေးခဲ့ကြသည်ရိုက်ကူးရေးအဖွဲ့သည်မနှင်းစီတဲခိုခဲ့သောအခန်းနှင့်ခြံဝန်းအတွင်းရှိနေရာများကိုအသေးစိတ်ပြန်လည်ပြင်ဆင်ခဲ့ကြသည်မနှင်းစီနေရာတွင်တရုတ်ဆောင်မီမင်းသမီးကိုလည်းသူမ၏ပကြီကားတွေကပုံစံအတိုင်းအနည်းဆက်ဆုံးတူညီအောင်ရွေးချယ်ခဲ့ကြသည်ကျော်စွာကိုယ်တိုင်လည်းရိုက်ကူးရေးကွင်းစင်းကလိုအပ်သည့်များကိုအကြံဉာဏ်ပေးခဲ့သည်ရိုက်ကူးရေးပြုလုပ်နေစဉ်အတွင်းအဖွဲ့သားများအားလုံးအံ့သဖွယ်ကောင်းသောအတွေ့အကြုံအချို့နှင့်ကြုံတွေ့ခဲ့ရသည်အထူးသဖြင့်မနှင်းစီတခြင်းဆိုသောအခန်းများကိုရိုက်ကူးနေချိန်တွင်ပတ်ဝန်းကျင်တစ်ခုလုံးအလွန်အေးချမ်းသွားတတ်သည်ရန်ဖန်ရန်ခါတွင်လေပြေအေးလေးများတိုက်ခတ်လာပြီးပန်းရနက်တင်းတင်းလေးများကိုပါရှူရှိုက်ရတတ်သည်ဤသည်မှာမနှင်းစီဝိညာဉ်လေးကသူတို့၏စူးစမ်းအားထုတ်မှုကိုလာရောက်ကြည့်ရှုအားပေးနေခြင်းဖြစ်မည်ဟုအားလုံးကယုံကြည်ခဲ့ကြသည်မိသည့်အထောက်အပံ့မှမရှိဘဲရုပ်ရှင်ရိုက်ကူးရေးလုပ်ငန်းစဉ်တစ်ခုလုံးအောင်မြင်စွာပြီးစီးသွားခဲ့သည်ရုပ်ရှင်ရုံတင်ပြသသောပထမဆုံးနေ့တွင်ကျော်စွာသည့်အထူးဧည့်သည်တော်အဖြစ်ဖိတ်ကြားခံခဲ့ရသည်ရုပ်ရှင်ရုံတစ်ခုလုံးပရိသတ်များနှင့်ပြည့်နှက်နေပြီးအားလုံးကဇလန်းကိုစိတ်ဝင်တစားစောင့်ကြည့်နေခဲ့ကြသည်ရုပ်ရှင်စတင်သည်မှာအဆုံးတိုင်အောင်ပရိသတ်များ၏ငိုရှိုက်သံများနှင့်တပ်ပြင်းချသံများရုံအတွင်း၌ပဲ့တင်ထပ်နေခဲ့သည်ဇလန်းပြီးဆုံးသွားသောအခါပရိသတ်များအားလုံးမတ်တက်ရက်ကလက်ခုပ်တီး၍အားပေးခဲ့ကြသည်ကျော်စွာသည်မျက်ရည်ဝဲလျက်ပြုံးပြရင်မနှင်းစီဇလန်းလေးလူသိရှင်ကြားအောင်မြင်သွားပြီဖြစ်ကြောင်းရင်ထဲမှကျဉ်းနှံ့စွာရေရွတ်လိုက်မိတော့သည်ရုပ်ရှင်ပြသပြီးနောက်ရက်ပိုင်းအတွင်းမှာပင်နမ်းမြိုင်ဟိုတယ်ကနှင်းစီဇကားသည်မြန်မာနိုင်ငံတဝန်းလုံးတွင်အလွန်ရေပန်းစားလာခဲ့သည်မြုံတိုင်းတွင်လက်မှတ်များကြိုတင်ရောင်းချရသည့်အထိအောင်မြင်မှုရရှိခဲ့ပြီးပရိသတ်များ၏ပါဇက်ပြားတွင်ရေပန်းအစားဆုံးအကြောင်းအရာတစ်ခုဖြစ်လာခဲ့သည်ရုပ်ရှင်ဇာတ်ကား၏အောင်မြင်မှုကြောင့်ပြင်ဦးလွင်ရှိနမ်းမြိုင်ဟိုတယ်သို့လာရောက်လည်ပတ်သူအရေးအတွက်မှလည်းတိတိတသာတိုးလာခဲ့သည်လူအများစုသည်ဇာတ်ကားထဲတွင်ပါဝင်သောမနှင်းစီ၏အခန်းနှင့်သူမ၏အယိုးပြအိုးကိုတူးဖော်ခဲ့သောညောင်မင်းကြီးစီသို့လာရောက်လေ့လာခြင်းကြသည်ဟိုတယ်တာဝန်ရှိသူများကလည်းအဆိုပါနေရာများကိုတန်ရှင်းတည့်ရက်စွာပြင်ဆင်ထားပြီးလာရောက်လေ့လာသူများကိုကြိုဆိုခဲ့ကြသည်ကျော်စွာသည်ရုပ်ရှင်အောင်မြင်မှုအတွက်ဝမ်းသာတော်လဲသူ၏အဓိကရည်ရွယ်ချက်မှာမနှင်းစီ၏ဘဝဇာတ်ကြောင်းကိုအများသိစေရန်သာဖြစ်သည်သူသည်ဤအောင်မြင်မှုများအတွက်ဂုဏ်ပြုပွဲများတွင်ပါဝင်ဆင်နွှဲခြင်းထက်အေးချမ်းစွာစာရေးခြင်းကိုသာပိုမိုနှစ်သက်ခဲ့သည်ဒီနေ့တွင်သူသည်မနှင်းစီ၏ပကြီကားလေးကိုကြည့်ရင်သူမအတွက်နောက်ထပ်ကုသိုလ်ကောင်းမှုတစ်ခုပြုလုပ်ပေးရန်စဉ်းစားမိခဲ့သည်၎င်းမှာသူမ၏အမည်ဖြင့်ပညာသင်စုဖောင်ဒေးရှင်းတစ်ခုတည်ထောင်ပေးရန်ဖြစ်သည်ဤဖောင်ဒေးရှင်းမှတစ်ဆင့်စင်ရဲနွမ်းပါသောမိန်းကလေးများပညာသင်ကြားနိုင်ရန်ကူညီထောက်ပံ့ပေးမည်ဟုသူဆုံးဖြတ်လိုက်သည်သူသည်သူ၏မိတ်ဆွေများနှင့်ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီမှတာဝန်ရှိသူများကိုဤအစီအစဉ်အကြောင်းပြောပြခဲ့ရာအားလုံးကဝမ်းမြောက်ဝမ်းသာထောက်ခံခဲ့ကြသည်သူတို့သည်နှင်းစီပညာသင်စုဖောင်ဒေးရှင်းကိုတရားဝင်မှတ်ပုံတင်တည်ထောင်ခဲ့ပြီးအလူငွေများကောက်ခံခဲ့ကြသည်ရုပ်ရှင်မှရရှိသောအကျိုးအမြတ်တစ်စိတ်တစ်ပိုင်းကိုလည်းဤဖောင်ဒေးရှင်းသို့မတည်ငွေအဖြစ်လှူဒန်းခဲ့ကြသည်မနှင်းစီ၏နာမည်သည်ယခုအခါဝမ်းနည်းကြေကွဲဖွယ်ရာဇလန်းတစ်ခုအဖြစ်သာမကမျှော်လင့်ချက်ပေးစွမ်းနိုင်သောသင်္ကေတတစ်ခုအဖြစ်ပါပ
ပြောင်းလဲလာခဲ့သည်ကျော်စွာသည်ဤဖောင်ဒေးရှင်းမှတစ်ဆင့်မိန်းကလေးများစွာ၏ဘဝကိုမြင့်တင်ပေးနိုင်မည်ဟုယုံကြည်ထားသည်ဖောင်ဒေးရှင်းတည်ထောင်ပြီးနောက်ပထမဆုံးအကြိမ်ပညာသင်ဆုပေးအပ်ပွဲအခမ်းအနားကိုမန္တလေးမြို့ရှိဟိုတယ်ကြီးတစ်ခုတွင်ကျင်းပခဲ့သည်ဤအခမ်းအနားသို့ပညာသင်ဆုရရှိသောမိန်းကလေးများနှင့်သူတို့၏မိသားစုဝင်များအလှူရှင်များသတင်းမီဒီယာများတက်ရောက်ခဲ့ကြသည်ပေါ်စောသည်အခမ်းအနားတွင်အဖွဲ့မှစကားပြောကြားခဲ့ပြီးမနှင်းစီ၏ဇလန်းနှင့်ဤဖောင်ဒေးရှင်းတည်ထောင်ရခြင်းရည်ရွယ်ချက်ကိုရှင်းပြခဲ့သည်သူ၏စကားများကတက်ရောက်လာသူအလုံး၏ရင်ကိုထိရှစေခဲ့ပြီးတချို့ဆိုလျှင်မျက်ရည်များပင်ကျလာခဲ့ကြသည်မနှင်းစီ၏အမည်ဖြင့်ပေးအပ်သောပညာသင်ဆုသည်ဤမိန်းကလေးများအတွက်အလွန်တန်ဖိုးရှိသောအခွင့်အရေးတစ်ခုဖြစ်ခဲ့သည်ပညာသင်ဆုရရှိသောမိန်းကလေးတစ်ဦးကကျေးဇူးတင်စကားပြောကြားရာတွင်သူမ၏ဘဝနှင့်အိမ်မက်များကိုရင်ဖွင့်ခဲ့သည်သူမသည်မိဘမယ်တစ်ဦးဖြစ်ပြီးပညာဆက်လက်သင်ကြားရန်အခက်အခဲရှိနေခဲ့ကြောင်းပြောပြသည်ယခုဤပညာသင်ဆုကြောင့်သူမ၏အိမ်မက်များအကောင့်ထဲပေါ်လာတော့မည်ဖြစ်ကြောင်းဝမ်းသာမျက်ရည်များဖြင့်ပြောဆိုခဲ့သည်ကျော်စွာသည်သူမ၏စကားများကိုနားထောင်ရင်းသူ၏အားထုတ်မှုများအရာထင်လာပြီဖြစ်ကြောင်းခန်းစားလိုက်ရသည်ဤဖောင်ဒေးရှင်းသည်မနှင်းစီဝိညာဉ်ကိုပုံမငိမ့်ချမ်းစေုံသာမကအနာဂတ်မျိုးဆက်တင်များအတွက်ပါအလင်းရောင်တစ်ခုဖြစ်လာခဲ့သည်အခမ်းအနားပြီးဆုံးပြီးနောက်ကျော်စွာသည်သူ၏အခန်းသို့ပြန်လာကမနှင်းစီ၏ပကြီးကားလေးရှိတွင်ရပ်နေမိသည်ပကြီးကားထဲမှမနှင်းစီ၏မျက်နှာလေးသည်ယခင်ကထက်ပုံမလင်းလက်နေတဲ့ကဲ့သို့သူခံစားလိုက်ရသည်ခမည်းရဲ့နာမည်နဲ့အခုလိုကုသိုလ်ကောင်းမှုတွေလုပ်ပေးနိုင်တဲ့အတွက်ကျွန်တော်အယံဝမ်းသာပါတယ်ခမည်းရဲ့ဝိညာဉ်လေးအေးချမ်းစွာအနားယူနိုင်ပါပြီဟုသူကတိုးညင်းစွာပြောလိုက်သည်သူ၏စိတ်ထဲတွင်တော့မနှင်းစီ၏ဇလန်းသည်အဆုံးသတ်သွားပြီဟုမထင်မှတ်ပဲလူများစွာ၏နှလုံးသားထဲတွင်ထာဝရအရှင်သန်နေမည်ဟုယုံကြည်နေမိသည်အချိန်များတရွေ့ရွေ့ကုန်ဆုံးလာပြီးနှစ်အနည်းငယ်ကြာသွားခဲ့တော့လေနမ်းမြိုင်ဟိုတယ်ကနှင်းစီဇလန်းသည်လူများ၏စိတ်ဝင်စားမှုလျော့ကျသွားခြင်းမရှိပေစောင်းသည်လည်းအချိန်ချင်းထပ်မံရိုက်နှက်ရဆဲဖြစ်ပြီးရုပ်ရှင်ကားကိုလည်းရုပ်မြင်သံကြားလိုင်းများတွင်မကြာခဏပြသလေးရှိသည်နှင်းစီပညာသင်ဆုဖောင်ဒေးရှင်းသည်လည်းနှစ်စဉ်ပညာသင်ဆုများပေးအပ်လျက်ရှိပြီးမိန်းကလေးများစွာ၏ဘဝကိုပြောင်းလဲပေးနိုင်ခဲ့သည်ကျော်စွာသည်ဤဖောင်ဒေးရှင်း၏နာယကတဦးအဖြစ်ဆက်လက်တာဝန်ယူထားပြီးသူ၏စာရေးဆရာဘဝကိုလည်းအောင်မြင်စွာဖျက်ဆီးနေသည်သူ၏ဝတ္ထုသစ်များထွက်ရှိလာတိုင်းပရိသတ်များကအမြဲတမ်းအားပေးထောက်ခံလျက်ရှိသည်တနေ့တွင်ကျော်စွာသည်ပြည်ဦးလွင်သို့အလုပ်ကိစ္စတစ်ခုဖြင့်ပြန်လည်ရောက်ရှိလာခဲ့သည်သူသည်အလုပ်ကိစ္စများပြီးစီးပြီးနောက်နမ်းမြိုင်ဟိုတယ်သို့တွားရောက်လည်ပတ်ရန်ဆုံးဖြတ်လိုက်သည်ဟိုတယ်သို့ရောက်သောအခါယခင်ကကဲ့သို့တိတ်ဆိတ်ငြိမ်သက်ခြင်းမရှိတော့ဘဲဧည့်သည်များဖြင့်စီကားနေသည်ကိုတွေ့ရသည်သူသည်မနှင်းစီတဲခိုခဲ့သောအခန်းစီသို့ရှောက်လာခဲ့ရာထိုအခန်းရှိတွင်လာရောက်လေ့လာသူအချို့ကိုတွေ့လိုက်ရသည်အခန်းတကားကိုဖွင့်ထားပြီးအတွင်ပိုင်းကိုတန်ရှင်းတရက်စွာပြင်ဆင်ထားသည်ကိုတွေ့ရသဖြင့်သူအနှဲငယ်ဝမ်းသာသွားသည်သူသည်အခန်းထဲသို့ဝင်ကပတ်ဝန်းကျင်ကိုအကဲခတ်ကြည့်လိုက်ရာယခင်ကသူခံစားခဲ့ရသောအေးဆက်ဆက်လေထုမျိုးမရှိတော့ပေအခန်းထဲတွင်အလင်းရောင်ကောင်းစွာရရှိနေပြီးနှွေးထွေးသောအငွေ့အသက်များကိုခံစားရသည်သူသည်ပြင်းပေါင်းစီသို့လျှောက်သွားကအပြင်ဘက်ကိုငေးကြည့်နေမိသည်အပြင်ဘက်တွင်တစ်ပင်ပန်းမှန်များဝေးစာနေပြီးငှက်ကလေးများ၏တေးဆူသံများကိုကြားနေရသည်ဤနေရာသည်ယခင်ကလိုခြောက်ချားပွေရာနေရာတစ်ခုမဟုတ်တော့ပဲအေးချမ်းသာယာသောနေရာတစ်ခုအဖြစ်ပြောင်းလဲသွားခဲ့ပြီဖြစ်သည်ကျော်စွာသည်ဟိုတယ်ခြံဝင်းအနောက်ဘက်ရှိညောင်ပင်ကြီးစီသို့ဆက်လက်ထွက်ခွာလာခဲ့သည်ညောင်ပင်ကြီး၏ပတ်ဝန်းကျင်ကိုလည်းတန့်ရှင်းရေးလုပ်ထားပြီးလာရောက်သူများအနားယူနိုင်ရန်ခုံတန်းလျားလေးများထားရှိပေးထားသည်သူသည်ညောင်ပင်ကြီးအောက်ရှိခုံတန်းလျားတစ်ခုပေါ်တွင်ထိုင်ကာမျက်စိမှိတ်ပြီးအတိတ်ကအဖြစ်အပျက်များကိုပြန်လည်တွေးတောနေမိသည်ထိုချိန်တွင်သူ့ပတ်ဝန်းကျင်၌လေပြေအေးလေးတစ်ချက်တိုက်ခတ်သွားပြီးတင်းပြန်သောနှင်းစီရနံလေးတစ်ခုကိုသူရလိုက်သည်သူမျက်လုံးကိုဖွင့်ကြည့်လိုက်တော့လေမည်သူကိုမျှမတွေ့ရဘဲညောင်ပင်ကြီး၏အရွက်များလှုပ်ခတ်နေသည်ကိုသာမြင်လိုက်ရသည်ကျော်စွာသည်နှင်းစီပန်းရနံလေးကိုရှူရှိုက်ရင်သူ၏ရင်ထဲတွင်အတိုင်းမသိသောငြိမ်းချမ်းမှုကိုခံစားလိုက်ရသည်ရနံလေးသည်မနှင်းစီဝိညာဉ်လေးကသူ့ကိုနောက်ဆုံးနှုတ်ဆက်လိုက်ခြင်းဖြစ်မည်ဟုသူကအခိုင်အမာယုံကြည်နေမိသည်သူမ၏ဝိညာဉ်သည်ယခုအခါမြည်သည့်အနှောင်ဖွဲမှမရှိတော့ဘဲလွတ်လပ်ပေါ်ပါစွာကူးပြောင်းသွားပြီဖြစ်ကြောင်းသူသိရှိလိုက်သည်အတိတ်ကနာကျင်ကြေကွဲပွေရာအဖြစ်အပျက်များသည်လည်းဤညောင်ပင်ကြီးအောက်တွင်အပြီးတိုင်ခြုံငိမ့်သွားခဲ့ပြီဖြစ်သည်သူသည်ခုံတန်းလျားပေါ်မှဖြင်းညင်းစွာထိုက်ရက်လိုက်ပြီးညောင်ပင်ကြီးကိုယိုသေးစွာဖြင့်တစ်ချမ်းမော့ကြည့်လိုက်သည်ထို့နောက်သူသည်ခြံဝန်းအနောက်ဘက်မှနေ၍ဟိုတယ်၏အဲဂျိုကောင်တာစီသို့အေးဆေးစွာပြန်လည်လျှောက်လန်းလာခဲ့သည်ဟိုတယ်ဝန်ထမ်းများကသူ့ကိုမှတ်မိကြသဖြင့်အလွန်ပင်ယိုသေးလေးစားစွာဖြင့်ပြုံးရွှင်စွာနှုတ်ဆက်ကြသည်ယခင်ကတိတ်ဆိတ်ချောက်ကပ်နေခဲ့သောဤဟိုတယ်ကြီးသည်ယခုအခါအသက်ဝင်လှုပ်ရှားကာစက်တရေရှိလာပေသည်သူ၏ဝတ္ထုစာအုပ်နှင့်ရုပ်ရှင်ဇာတ်ကားတို့ကြောင့်
ဤနေရာလေးသည်တမိုင်းဝင်အထင်ကြီးနေရာတစ်ခုအဖြစ်ပြောင်းလဲသွားခဲ့သည်ဤပြောင်းလဲမှုများအားလုံး၏အစာပြူရာနေရာဖြစ်သောဧကမ်းမကြီးကိုသူကသဘောကျစွာဖြင့်ငေးမောကြည့်နေမိသည်စာရေးဆရာတယောက်နေဖြင့်သူ၏ကလောင်စွမ်းသည်လူတဦး၏နာကျင်မှုကိုကုစားပေးနိုင်ခဲ့ပြီဟုသူဂုဏ်ယူမိသည်ဤခရီးစဉ်သည်သူ၏ဘဝတစ်လျှောက်လုံးတွင်မြည်သည့်အခါမျှမေးဖြောင်းနိုင်မည်မဟုတ်သောအဖို့တန်သင်ခန်းစာတစ်ခုဖြစ်ခဲ့သည်ပရာလောကဆိုသည်မှာအမြဲတမ်းကြောက်မက်ဖွယ်ရာကောင်းနေသည်မဟုတ်ဘဲကုညီဖေးမမှုများကိုလည်းလိုအပ်တဲ့ကြောင်းသူနားလည်ခဲ့သည်မနှင်းစီ၏ဇလန်းကလူသားများ၏စိတ်နေစိတ်ထားနှင့်ကိုချင်းစာတရားမြည်မြအရေးကြီးကြောင်းကိုမိမောင်းထိုးပြနိုင်ခဲ့သည်ထို့ကြောင့်သူသည်ရှေးဆက်ရေးသားမိစာအုပ်တိုင်းတွင်မေတ္တာတရားကိုအခြေခံကာရေးဖွဲ့သွားရန်ခိုင်မာစွာဆုံးဖြတ်လိုက်သည်ကျော်စွာသည်ဟိုတယ်မန်နေဂျာနှင့်ခေတ္တမြစကားစမြည်ပြောဆိုပြီးနောက်ပြန်လည်ထွက်ခွာရန်ပြင်ဆင်လိုက်သည်မန်နေဂျာကသူ့အားဟိုတယ်၏အငြင်းရန်ဂုံတူးဆောင်ဧည့်သည်တော်အဖြစ်သတ်မှတ်ထားကြောင်းလေးစားစွာပြောကြားခဲ့သည်သူကလည်းကျေးဇူးတင်စကားပြန်လည်ပြောကြားရင်အခွင့်အခါတင်လျင်ထပ်မံလာရောက်အောင်မည်ဟုရင်းနှီးစွာကတိပေးလိုက်သည်သူသည်ဟိုတယ်၏ခြံဝင်းထဲမှသူ၏ကားလေးဖြင့်တရွေ့ရွေ့မောင်းနှင်ထွက်ခွာလာခဲ့သည်ကားနောက်ကြည့်မှန်မှတဆင့်ခန့်ညားလှသောနမ်းမြိုင်ဟိုတယ်ကြီးကိုသူနောက်ဆုံးချိန်ဖြင့်လှမ်းကြည့်လိုက်လေသည်ပြည်နူးတွေမျိုးလေးအေးမြသောလေပြေလေးများကကားပြတင်းပေါက်မှတဆင့်ဝင်ရောက်ကသူ့ကိုနှုတ်ဆက်နေကြသည်လမ်းဘေးတစ်ဖက်တစ်ချက်ရှိထင်းရှူးပင်နှံကြီးများကလည်းတာယာသောရှုခင်းတစ်ရက်ကိုဖန်တီးပေးထားသည်သူ၏ရင်ထဲတွင်တော့အစောပိုင်းကရှိနေခဲ့သောလွမ်းဆွမှုများနေရာတွင်ကြည်နူးမှုများကအစားထိုးဝင်ရောက်လာခဲ့သည်ခရီးစဉ်အစားကစူးစမ်းကျင်စိမ်များဖြင့်တက်လာခဲ့သောဒီလမ်းမကြီးသည်ယခုအခါအောင်မြင်မှုများဖြင့်ပြန်ဆင်းရန်လမ်းခင်းပေးနေသည်မန္တလေးမြို့စီသို့ဦးတည်သွားနေသောကားလေးတွင်သူသည်အလွန်အမင်းတက်တောင့်တက်တာရှိနေခဲ့သည်နိုင်အနှင်းငယ်ကြာပြီးနောက်တွင်တော့သူ၏ချစ်စရာနေအိမ်လေးစီသို့အေးချမ်းစွာပြန်လည်ရောက်ရှိလာခဲ့သည်အိမ်ထဲသို့ဝင်ချင်းပင်သူ၏အလုတ်စပွဲရှိ၌ချိတ်ဆွဲထားသောမနှင်းစီ၏ပကြီးကားလေးကိုသူလှမ်းကြည့်လိုက်သည်ပကြီးကားထဲမှမိမပြိုလေးမျက်နှာသည်အရင်ကထက်ပိုမိုအသက်ဝင်ကပြုံးရွှင်နေတဲ့ကဲ့သို့ထင်ရသည်ဤပကြီးကားလေးသည်သူ၏စာရေးဆရာဘဝအတွက်အမြဲတမ်းခွန်အားပေးနေမိအဖို့တန်ရတနာတစ်ပါးဖြစ်နေပါပြီသူသည်ပကြီးကားလေးရှိတွင်ခိတ္တရက်ကသူမအတွက်မေတ္တာပို့တလျက်ကောင်းရာသူကတိလာပါစေဟုထပ်မံဆုတောင်းပေးလိုက်သည်ရွက်နှင်းငယ်အကြားတွင်နှင်းစီပညာသင်စုဖောင်ဒေးရှင်းအတွက်အလူငွေများထပ်မံရောက်ရှိလာကြောင်းသတင်းကောင်းကြားရသည်စေတနာရှင်ပြည်သူများ၏ပါဝင်လှူဒန်းမှုများကြောင့်ဖောင်ဒေးရှင်း၏ရမုံငွေသည်တဟုန်ထိုးတိုးတက်လာခဲ့သည်ဤရမုံငွေများဖြင့်နောက်ထပ်လိုအပ်နေသောမိန်းကလေးငယ်များစွာကိုထပ်မံကူညီထောက်ပံ့ပေးနိုင်မည်ဖြစ်၍သူအလွန်ဝမ်းသာရသည်မနှင်းစီ၏အမည်နာမသည်အနာဂတ်လူငယ်လေးများ၏ဘဝကိုမြင့်တင်ပေးမည့်အလင်းတန်းတစ်ခုအဖြစ်အမြဲတမ်းတည်ရှိနေတော်မူဖြစ်သည်ဤဒီမှာသူမအတွက်အကောင်းဆုံးသောဂုဏ်ပြုခြင်းဖြစ်သလိုသူအတွက်လည်းအမြင့်မြတ်ဆုံးသောကုသိုလ်တစ်ခုပင်ဖြစ်ပေသည်ယခုအခါကြော်စွာသည်သူ၏နောက်ထပ်စာအုပ်တစ်ကိုရေးသားရန်အတွက်အကြမ်းပြင်းစတင်ပြင်ဆင်နေပြီဖြစ်သည်သို့သောနမ်းမြိုင်ဟိုတယ်၏ဝတ္ထုလောက်သူ၏ရင်ထဲတွင်မြည်သည့်ဇလန်းကားများနှက်ဆိုင်စွာဆွဲထင်ကြရင်မည်မဟုတ်ပေဤဇလန်းသည်သူ၏စာပေခီလန်တွင်အကြီးမားဆုံးသောမှတ်တိုင်တစ်ခုအဖြစ်အမြဲတမ်းမမမတ်ရှိနေမည်ဖြစ်သည်သူ၏ပရိသတ်များကလည်းဤစာအုပ်ကိုသူ၏အကောင်းဆုံးလက်ရာတစ်ခုအဖြစ်အစင်မြဲသတ်မှတ်ထားကြမည်မှာအသေးချပင်ဖြစ်သည်သူသည်ကွန်ပျူတာရှေ့တွင်ထိုင်လိုက်ပြီးသူ၏စိတ်ကူးသစ်များကိုစာမျက်နှာပေါ်သို့စတင်အသက်သွင်းလိုက်လေသည်ပြင်ဦးလွင်မြို့လေးသည်ယခုအခါသူ၏ဒုတိယမြောက်ဇာတိမြေကဲ့သို့ရင်းနှီးကျွမ်းဝင်သောနေရာတစ်ခုဖြစ်နေခဲ့ပြီဖြစ်သည်ထိုမြို့လေးရှိနမ်းမြိုင်ဟိုတယ်ကြီးသည်လည်းဧည့်သည်များဖြင့်အမြဲတမ်းစီကားတက်ဝင်လျက်ရှိနေမည်ကိုသူကောင်းစွာသိသည်မနှင်းစီဝိညာဉ်လေးမရှိတော့တော့လေသူမ၏အငွေ့အသက်များကထိုဟိုတယ်ကြီးတွင်အစင်မြဲကိန်းအောင်နေမိသားဖြစ်သည်ဤဖြစ်ပျက်များသည့်အချိန်ကာလများရွေ့လျားသွားစေကားမူလူတို့၏နှလုံးသားထဲတွင်ပုံမြင်တပုတ်လိုအမြဲတမ်းရှင်သန်နေမည်ဖြစ်သည်တကြီးစီဟာကြောစွာ၏နာမည်နှင့်မနှင်းစီ၏ဇလန်းသည်ခွဲခြား၍မရအောင်ထာဝရတွင်တွဲသွားခဲ့ပြီးဖြစ်ပေသည်ညအချိန်သို့ရောက်ရှိလာသောအခါကြောစွာသည်သူ၏အခန်းပရင်ပေါက်ကိုဖွင့်ကာကောင်းကင်ရှိကျဲကလေးများကိုငေးကြည့်နေမိသည်လေပြေးအေးလေးတစ်ချက်တိုက်ခတ်လာတိုင်းမနှင်းစီ၏ကျေးဇူးတင်စကားဆိုသံလေးကိုသူ၏နားထဲတွင်ကြားရောက်နေစေဖြစ်သည်ဘဝဆိုသည်မှာကြိုတင်ခံမှန်း၍မရသောအချိုးအကွေ့များစွာဖြင့်ပြည့်နှက်နေကြောင်းကိုဤဇလန်းကသူ့ကိုသင်ပေးခဲ့သည်သူသည်ပြုံးလိုက်ပြီးနောက်ပရင်ပေါက်ကိုပိတ်ကာနောက်ထပ်နေ့တစ်ခုအတွက်အိယာဝင်ရန်ပြင်ဆင်လိုက်တော်သည်နမ်းမြိုင်ဟိုတယ်မှတရေမလေးမနှင်းစီဝမ်းထဲကြိတ်ခွဲပွဲဇလန်းလေးသည်ဤနေရာတွင်ပင်အပီးတိုင်နေကုန်းချုပ်သွားခဲ့ပြီဖြစ်သည်